ခုချိန်မှာကျမတို့တရားဒေသနာဟောကြားမဲ့အချိန်ဖြစ်ပါတယ်တရားဒေသနာဟောကြားပြီးမှဆရာမကနေပြီးတော့သူကလည်းဗီဒီယိုပေါ့နော်သူစုယူထားတဲ့စီစဉ်မှာသူစုယူထားတဲ့ဗီဒီယိုလေးလည်းသူပြဖို့အစီအစဉ်ရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ခုချိန်မှာဆရာမကိုအားလုံးလက်ခုပ်တီးပြီးတော့အားလုံးဖိတ်ခေါ်ကြရအောင်ချိန်များရှိတယ်မပြောင်းလာတာတည်းကြာပါဘူးနော်အခါမှတော့မလာရသေးပါဘူးဒါပေမဲ့လည်းဆက်ပြီးလာလာနိုင်မလားဆိုတော့အဲ့ဒါဝင်နေဘယ်လိုပဲဖြစ်တော့တရားစီဆိုတော့ကြောင်းမနေ့ကလည်းတခု online နဲ့ပေါ်ကြလာပြီးတော့ဘူးလေအဲ့ဒါပြီးတော့အခုကလည်း online ကတော့ဘယ်ဖြစ်လဲတော့မပြောတတ်ဘူးရက်30ဆိုရင်ဒီလိုအလုံးဖြစ်နေလို့ပြောလာတယ်ပေါ့လေဆိုတော့နောက်ပိုင်းသူတို့ဆရာကသူတို့ဆန်ပြတာတော့ဗီဒီယိုနဲ့ပေါ်လာလိုက်ဗီဒီယိုရိုက်ပြီးတော့ဒါ Facebook တွေထည့်တယ်ဘယ်လောက်တတ်မလဲတော့ technology တွေကသူဘာမှမလုပ်တော့ဒါပေမဲ့ဖျားချီးလို့ကြောင့်သူလမ်းဖွင့်ပြမှာပေါ့နော်ဘယ်လိုပဲဖြစ်ရက်30လဲတော်ပြီပေါ့နော်ဒါပေမဲ့အခုကတော့ပြောလာတာတော့သမီးခုနကပြီးတာနဲ့ဖုန်းဆက်လာတာသူတို့တက်တောက်ဖြစ်နေတယ်ကြည့်လို့သိနေရအောင်လို့ဖြစ်လို့လည်းမသိဘူးဆိုတော့ဒါဆိုတော့ဗီဒီယိုသွားရမယ်ဆက်မလားမသိဘူးလို့လည်းတော့ပြန်လို့ဟိုလေတိုင်ပင်ကြပြီးတော့ဆရာသူရထုံးတော့ပြောလာပြီဘယ်လိုလုပ်အဆင့်1 2 3လေးဒီနေ့3လေးရေးမှတ်ထားတယ်ပြန်လာတဲ့ကြာကိုနှိမ့်ကြည့်တာကိုနှိမ့်မတတ်ဘူးအဲ့ဘယ်လိုပဲဖြစ်ဒီနေ့ယူရှစ်ထားတာတော့အလုံးပြည့်တဲ့အတိုင်းပဲနော် Love is the key to happiness နော်ချစ်ချင်းမြတ်တာဆိုရင်တို့ပြောဆွေးမှုရဲ့တော့ချက်ပဲနော်ပြောဆွေးမှုရဲ့တော့ချက်ပဲချစ်ချင်းမြတ်တာမရှိဘူးဆိုရင်တော့တို့ပြောဆွေးမှုမရှိပါဘူးဒါပေမဲ့တယောက်နဲ့တယောက်တော့ပြောဆွေးမှုတွေကတောက်ပေါက်ကြတာမတူဘူးလေမိတ်ဆွေတယောက်ရှိတယ်ဒီကတော့တစ်ခုပဲPowerPoint နဲ့တစ်ခုပဲပြပြမရွေးတော့ဒါမဲ့လည်းဒီမှာကိုရေးထားတာတော့ရှိတာပေါ့နော်တယောက်နဲ့တယောက်ပြောဆွေးမှုမတူကြဘူးတကယ်ချင်းတယောက်ဆိုရင်ကိုယ့်ရဲ့တပည့်ဟောင်းလေးတယောက်ပေါ့ဒီမှာပဲဒီဘက်မှာဝင်နေတဲ့စိတ်ဘောဘက်မှာသူကတော့ဘာပြောလဲဆိုရင်သူ့မျိုးသမီးကပါတီတွေလုပ်နေရင်ပြောနေတာပဲဆိုတော့တစ်ချိန်လုံးတစ်ခါမှဖျားလာတော့မစင်လာအောင်သမီးမွေးနေ့အကြီးကျယ်သူတို့လုပ်ကြတယ်အဲ့ဒါမျိုးတကယ်ချင်းမွေးနေ့ခေါ်ရရဲ့ဒီ Facebook တရားပေါ်တဲ့ဒီနားလေးမှာသူမြဲကတ်နေတယ်သူ့လိုမျိုးကြည့်လိုက်လို့ရှိရင်သူ့နာမည်တွေ့တယ်ဆိုဟုတ်ပြီနည်းနည်းလေးနှိပ်ကြည့်လိုက်မနောက်တစ်ခုမွေးနေ့ပြန်ပြီနောက်တစ်ခုမွေးနေ့ပြန်ပြီဘယ်ဟိုတယ်မှာပဲအဲ့လိုအကြီးကျယ်ပြင်ဆင်ထားပြီးမြဲပဲတွေ့ရတာလည်းပျော်လို့တယောက်တစ်မျိုးပေါ့တချို့ကျတော့လည်းစားတော့ဟိုတယောက်ကျတော့လည်းကြည့်လိုက်လို့ရှိရင်သိလိုက်ရင်စားပွဲဒီကလည်းစားပွဲမှာစားပွဲကြီးကျယ်ပဲကလည်းဟိုတယ်မှာဘာတွေစားနေလဲသူတို့ပြနေတယ်ပေါ့တယောက်နဲ့တယောက်မတူကြဘူးတချို့ကျတော့လည်းအသာပါပေါ့နော်ငါတို့ကလည်းအသာပါကြီးကျယ်ဟိုဒီမှာဝေးရစားရမှဆိုပြောတယ်ဆိုတော့ရှိတယ်မဟုတ်ရှိမှာပေါ့နော်အကြောင်းလည်းဒုခရယဒီကိုမတွေသားသမီးတွေကျတော့သူရဲ့ပျော်ရွှင်မှုကပါလေသူရဲ့ပျော်ရွှင်မှုကချစ်ချင်းမြတ်တာပဲဆိုတာမျိုးသိတာပြီးသားကိုပဲပြန်တွေးပြတဲ့သဘောပဲပေါ့နော်နည်းနည်းလေးသွားကြည့်ကြရအောင်အဲ့ဒီ detail ကိုမသွားခင်ပေါ့ဒါလေးကတော့ပြထားတာပေါ့အဖွားကြီးရတဲ့ channel လေးတွေတခြားရှိတယ်ပေါ့နော်အဲ့တော့ဒီမှာမတ်တဲ့ချန်ခိုင်း24အငယ်7မှာမှတ်မိကြတဲ့တူတူလေးပဲနော်မတရားသောမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမြတ်တာခေါင်းပါကြလိမ့်မည်လို့အဲ့လိုပါပါတယ်နော်ချစ်ချင်းမြတ်တာခေါင်းပါကြလိမ့်မယ်ခွားမြန်မာလိုလည်းမရိုက်တတ်ဆိုတော့ဒီရှိတာလေးလည်းကိုယ့်အကူပြောတော့ပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်ပြီးအခုလာတဲ့ဆရာအစ်ဆိုတော့သူငယ်တွေလူတရားပေါ်နေဆိုတော့ကလည်းအကြီးကျယ်ပဲဝါလာနေတာအစိမ်းလာတဲ့ပုံကြီးကိုခုနဆရာဦးရတော့နားထောင်လိုက်တာသိကောင်းတော့ပဲသိကောင်းတော့ပဲဥပုသ္စာဖြစ်တော့ပြတော့လည်းပြည့်ပဲနားထောင်တာပြီးရင်ခွာရလိုက်တာသူပြောနေတဲ့ဥပုသ္စာဖြစ်ပြည့်စုံတော့ပြီးအဖွားတော့ပြောစရာမလိုတော့ဘူးနော်ဒါပေမဲ့ဒီနေ့ကတော့လည်းနည်းနည်းဒီမို့မရှိကြဘူးပေါ့ပတ်သွားလာနေပတ်လာလေးတိုင်းဆိုရင်ရှိနေတော့ဘယ်လိုပဲဖြစ်ပေါ်နေတော့ရှိတဲ့ပုံမှာပဲကျေးဇူးတင်တယ်လာလည်းဝန်တာတယ်ဟိုမှာအကိလာလို့တကပေါ်လို့နီးဆုံးပဲသားသမီးတွေတခုခုလိုအပ်တယ်ဆိုရင်ခေါ်လိုက်ပြီး
လူအဲ့တော့တိတ်တိတ်လေးနေကြတော့သူတို့လည်းလှုပ်သွားရတယ်ဗာလေအဲ့ဒါမျိုးတွေပေါ့နော်ချစ်စရာကောင်းတဲ့ဒီသားစုတွေအနီးနားမှာရှိတဲ့ဆရာမချီချီဝင်းနဲ့ဆရာဇော်တို့အနီးနားမှာရှိကြတယ်မေရီတို့လည်းနီးနီးလေးပဲတော့လမ်းလျှောက်တော့လည်းရတယ်နီးနီးလေးပဲနော်အဲ့ဘယ်လိုပဲဖြစ်ပေါ့ပြောချင်တာတော့တို့တွေချစ်ချင်းမြတ်တာတွေပတ်လေဝိုင်းနေတယ်လို့ပဲအပြည့်စင်ပြောကြတယ်နောက်တစ်ခုကတော့ဒီမှာခရစ်တော်ပြောထားတဲ့ခုနကမတရားသောမှုတို့ဒီများပြားဖြင့်အများသောသူတို့ချစ်ချင်းမြတ်တာခေါင်းပါကြလိမ့်မည်လို့ပြောထားသလိုပဲတွေ့ရမယ်တစ်ချက်လေးဖွင့်လိုက်လို့ရှိရင်ကွန်ပျူတာထဲမှာ email မသွားခင်စောက်စရာကောင်းတဲ့အဖြစ်တွေအများကြီးတွေ့ရတယ်ရောက်ကမှ2ယောက်စလုံးကိုမှုချွေးပြီးတော့ဒီသွားတော့လည်းတွေ့မယ်နော်ဒါဆိုရင်တော့တခါသားလေး3လသားကိုလည်းသိအောင်ဘယ်လိုလုပ်လဲဆိုတော့တွေ့ရမယ်စောက်စရာကောင်းတဲ့ကျောင်းသားတွေတွေ့မဲ့တဲ့ကျောင်းသားတွေလည်းဖြစ်တတ်ပြီးတော့အများကြီးတော့စောက်စရာကောင်းတဲ့အရာတွေမြတ်တာမပါဘူးလို့ပြောချင်တာပေါ့နော်မြတ်တာမပါဘူးဆိုတော့ဒါကြောင့်လည်းပဲဒီမှာပြန်ကြည့်လို့ရှိရင်တော့ဗောလေဟိုဒီ Leviticus လို့ပြောတဲ့ဝတ်ပြုရာကျမ်းကနေပြီးတော့ဟိုနောက်ဆုံးပြတဲ့ကျမ်းထိကြည့်လိုက်ရင်ချစ်ချင်းမြတ်တာရေးကြည့်တဲ့အကြောင်းကိုပဲတခြားချစ်ချင်းမြတ်တာအကြောင်းတော့အများကြီးပါတယ်ပေါ့အဲ့ဒါမှကြည့်လိုက်ရင်အားလုံးပေါင်း89ချက်ကျမ်းချက်ဒီမှာတွေ့ရမယ်နော်အဲ့ဒီ Leviticus ဝတ်ပြုရာကျမ်းကနေပြတဲ့ကျမ်းချက်ဆို89ချက်ဒီမှာချစ်ချင်းမြတ်တာအကြောင်းကျမ်းချက်တွေပါတယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လည်းပဲဒီမှာတစ်ခုလေးလောက်ဥပမာပြချင်တာတော့မဿဲကျမ်းခန်းကြီး9:44မှာခရစ်တော်ကိုယ်တော်တိုင်တို့သုံးမရတာပါလေဆိုရင်သင်တို့ဤရန်သူတို့ကိုချစ်ကြတော့တဲ့တို့ရန်သူကိုပဲချစ်နိုင်တယ်နော်ချစ်နိုင်တယ်တို့တစ်ချက်မုန်းသွားလို့ရှိရင်ပြန်ချစ်ဖို့ဆိုတာအင်မတန်ခက်တယ်နော်အင်မတန်ခက်တယ်ဒါကြောင့်လည်းပဲဒါမဲ့ခရစ်တော်ကတော့သင်တို့ဤရန်သူတို့ကိုချစ်ကြတော့တဲ့သင်ရတဲ့ချစ်ခြင်းမြတ်တာကျမ်းချက်ကလေးနောက်တစ်ခုကလည်းပဲဂလာတိ9:73မှာကျတော့အချင်းချင်းချစ်၍အမှုချင်းကိုဆောင်ရွက်ကြတော့ခုနက love your enemy သုံးလုံးပဲ love your enemy ဆိုတာသုံးလုံးပဲရှိတယ်ဒီမှာကျတော့လည်းပါလဲဆို by love serve one another နော် by love serve one another အချင်းချင်းချစ်၍အမှုချင်းကိုဆောင်ရွက်ကြတော့မြန်မာလိုကျတော့လည်းရှိတယ်ပေါ့နော်တယောက်နဲ့တယောက်ချစ်ခင်ပြီးတော့အမှုဆောင်ရွက်တယ်ဆိုရင်ပျော်တော့နော်အဲဒါကြောင့်လည်းဒီကျမ်းချက်လေးတွေသွားပြီးဆိုတော့တို့နည်းနည်းလေးရှေ့ဆက်သွားကြည့်ကြအောင်တို့ရဲ့ဆရာမကြီးတို့အသင်းတော်ကတော့ ဒီမို့တို့ရဲ့ prophet ဆရာမကြီးတို့ခံယူတယ်ယုံကြည်တယ်တကယ်လည်း prophet ပဲဆိုတာဖြစ်တယ်ဆိုတော့ဒီမနေ့ပဲတရားဟောတဲ့ online မှာလည်းပါသွားတယ်သူတရားထဲပဲတော့ဟိုဒီမို့ကျမ်းမာရေးသိမကောင်းတဲ့ဒီဆရာမလေးကိုအသက်16နှစ်တရားဖျားခင်သူ့ vision ပေးတာနော်အမြင်တွေပေးတာအချိန်ပေါင်း2000နော်အချိန်ပေါင်း2000တချို့လည်းပဲတချို့တွေ့ရမယ်တချို့ဒီမှာမိတ်ဆွေတွေသူတို့တွေအိမ်မက်တာကိုစောက်ပြောကြတယ်လည်းရှိတယ်ဘောဘာလည်းမသိဘူးတော့ဟုတ်လားကိုလည်းမသိဘူးဒါမဲ့ဒီဆီယမကြီးကြတော့အိမ်မက်လို့ပဲပြောမှာပေါ့အမြင်ရပြီးပြန်ရေးတယ်သူရေးတဲ့စာအုပ်ပေါင်း49စာအုပ်အကြီးတွေက Desire of Ages Human the Great Controversy စသဖြင့်အကြီးတွေက49ရှိတယ်အခါ periodical လို့ခေါ်တဲ့လစဉ်လို့ပတ်စဉ်လို့ထုတ်တာတွေ lectures လို့ဘာလို့ youth instructor လို့စသဖြင့်အဲ့ဒါတွေက9000ရှိတယ်ဒီဆီယမလိုမျိုးဘယ်သူကအဲ့လိုရေးနိုင်တယ်သူခေတ်သူအချိန်မှာ American ပြည်မှာအများဆုံးစာအုပ်ရေးတဲ့အမျိုးသမီးက LNG White ပဲလို့လည်းပေါ်ပြထားပါတယ်ဒါကြောင့်လည်းသူရေးတဲ့ဒီမှာဒီနေ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်တာလေးနည်းနည်းလေးကိုထုတ်ယူပြရစီနော်ဘာလဲဆိုတော့သူဘယ်လိုရေးထားလဲဆိုတော့သူရေးတဲ့စာအုပ်နော်ဒီဇင်ဘာ23ရက်1890မှာတော့ the youth instructor ဆိုတဲ့ဒီစာအုပ်လေးမှာသူဘယ်လိုရေးထားလဲဆိုရင် love is the principle of action and modifies the character love is the principle of action and modifies the character လို့ပြောပါတယ်အဲ့ဒါကိုမြန်မာလိုအတူလေးနဲ့ပြန်ချစ်ချင်းမြတ်တာဒီကျွန်တော်တို့လှုပ်ဆောင်မှုတွေရဲ့အရင်းအမြစ်ပဲဖြစ်တယ်အဲ့ဒါလည်းပြီးရင်လည်းဒုစရိတ္တကိုလည်းပြောင်းလဲစေတယ်ချစ်ချင်းမြတ်တာကြောင့်စရိတ္တတွေပြောင်းလဲတယ်ဆိုတာလည်းသူတွေ့ရမယ်သိတယ်ဒါကြောင့်လည်းအဲ့ဒါလေးကိုရှင်းချက်သွားကြည့်ကြရအောင်နော်ရှင်းချက်သွားရင်တော့ဒီမှာနော်ဒါကြောင့်လည်းတွားယူထားတာတစ်ကိုရင်လူချမ်းခန်းကြီး73အငယ်73မှာတစ်ကိုရင်လူချမ်းက73ခန်းပဲရှိပါတယ်နော်73ခန်းမှာငယ်73နောက်ဆုံးခန်းလေးပေါ့အဲ့ဒီမှာပြောရတယ်ဆိုရင်တော့နော်ယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်ရရှိဤသုံးပါးတို့တွင်ချစ်ခြင်းမြတ်တာသည်အမြတ်ဆုံးဖြစ်သည်လို့အင်္ဂလိပ်လိုကျတော့ရေးထားတယ်ဒီမှာနော် and
now ကျမတို့အားလုံးလည်းခုနကပြပြီး abide faith hope and love ကိုကျမ်းစာမှာတော့အစဒီဆိုရင် charity လို့ခေါ်တယ် love ကို charity လို့ခေါ်တယ်နော်ဒါကြောင့်လည်း charity these are but the greatest of them is love လို့ပြောပါတယ်အမြင့်ဆုံးအကြီးမားဆုံးကတော့ချစ်ခြင်းမေတ္တာပဲဖြစ်တယ်နော်အဲ့ဒါကြောင့်အဲ့ဒါကိုလည်းဟောနည်းနည်းလေးဆရာ every piece ဆရာဒီ every piece ရေးတဲ့စာအုပ်ထဲကနည်းနည်းဝင်ငှချင်ပါတယ်သူရေးထားတာပါလေဆိုတော့သူပြောတာသိတမှုရှိတယ်ပဲ without love there could be no obedience ချစ်ခြင်းမေတ္တာမရှိရင်နားထောင်ခြင်းမရှိတော့မိဘကိုချစ်လို့သူနားထောင်တာပေါ့မိဘကလည်းသားသမီးကိုချစ်လို့သူဆုံးမတာဒါကြောင့်လည်းချစ်ခြင်းမေတ္တာမရှိရင်နားထောင်ခြင်းမရှိဘူးတဲ့အဲ့မှာတော့မရေးထားပါဘူးနော်အဲ့မှာပါလေဆိုတော့ without love there could be no obedience နော် no obedience နားထောင်ခြင်းမရှိဘူးဆိုရင် no salvation ယုံတယ်မို့ထာဝရသက်လည်းမရှိဘူးနားထောင်ခြင်းမရှိဘူး prayer တင်နားမထောင်ရင်တို့နားထောင်တယ်ဒါကြောင့်ထာဝရသက်လည်းမရှိဘူးလို့ဆရာကြီးကတော်တော်ထိမြင့်ဆုံးပြောထားတယ်နော်နောက်တစ်ချက် without love there is no home နော်ချစ်ခြင်းမေတ္တာမရှိဘူးဆိုရင်အိမ်တော်မိသားစုဆိုတာလည်းမရှိဘူးတဲ့ဘာလို့မရှိလဲအိမ်တော်မိသားစုဆိုတာချစ်ခြင်းမေတ္တာနဲ့ဖွဲ့ထားပါလေ။ရောင်းချင်မှာတော့ဒီကမှာဖန်ပြီးတော့အဲ့ဒါလေးပတ်သက်တာဒါလေးတော့ဝေးရတယ်ဖတ်လို့တွေ့မှာပေါ့ချီးတယ်နော် family မိသားစုဆိုတာဘာလဲဆိုတော့ a lifetime of love နော်မိသားစုဆိုတာတစ်သက်တာလုံးအတွက်ချီးနှောင်ချစ်ခြင်းမေတ္တာနဲ့ချီးနှောင်ကြရတဲ့ဖွဲ့စည်းလေးပေါ့အဲ့ဒါပွားပေါ်မှာရလဲဆိုရင် garden club မှာဝင်တော့ဒါလေးစုရနော်ဒါလေးစုရတာတပ်ပေါ်ရိုက်ထားတဲ့ပျော်ပါပျော်ဒီစာလုံးလေးပါဖြစ်တယ်သူကလည်းအဲ့ချိုက်ဝလေးတာချိုက်တော့ဒါဒုလက်ချောင်ဝင်လို့တော့တက်ပြီးမှအဲ့ဒါလေးစုရတာတော့ဒီမှာဒီနေ့တော်ပဲချစ်ခြင်းမေတ္တာရှောင်းတယ်အဖိုးတိုင်သွားမယ်နော်အဖိုးလည်းကားတော့ရွှေ့ရကြရင်ဘယ်လိုလဲမသိနော်ဒါဟိုဒီရရှိမှတော့ရထားပြီးတယ်163အိမ်ရှိမှာဒီမှာဒါလေးဒီလိုလည်း family a lifetime of love လို့ပြောတာပါလေဒါကြောင့်ချစ်သုံးမိတ်ဆွေများတို့လိုတွေနော် love is the key to happiness လို့ပြောတာလို့ဆရာကြီးပြောတာသူချစ်ခြင်းနဲ့တာမရှိဘူးဆိုရင်အိမ်တောင်လည်းမရှိဘူးတဲ့ home မို့ there's no home and no heaven အိမ်တော်မိသားစုဆိုတာအခြေခံအကျဆုံးသောလူဖွဲ့စည်းဒီဖွဲ့စည်းလည်းမရှိရင်ကောင်းတဲ့နိုင်ငံတော်လည်းမရှိဘူးနော်ဒါကြောင့်ဆရာကြီးပြောရတာဘလို့ဒါပြန်ကြည့်နေဆိုရင်အဲ့မှာပဲသူပြောတဲ့ပုံလေးနဲ့သူစာအုပ်ထဲမှာဒီလိုတဲ့ပုံလေးလေးလည်းခေါင်းနဲ့လေးပြောချင်ပါတယ်အဲ့မှာ Mrs. Catherine Lois လို့ခေါ်တဲ့နော် Catherine Lois လို့ခေါ်တဲ့မျိုးသမီးကြီးတယောက်နော်သူကဟို1930ခုနှစ်ကတည်းကအမေရိကန်နိုင်ငံ Sin Prison လို့ခေါ်တဲ့နာမည်ကြီးတယ်မြောက်ပိုင်းမှာ Sin Prison အဲ့ဒီထောင်မှာသူ့မျိုးသားက Mr. Louis ထောင်မှုပေါ့သူကလည်းအဲ့မှာဝန်ထမ်းလေးတောင်ထမ်းဆောင်တဲ့မျိုးသမီးမိခင်လေးတူပေါ့နော်အဲ့ဒီသားသမီးအကြောင်းတွေတော့မပြောတော့ဘူးဒါပေမဲ့သူ့အကြောင်းကပြောရလဲဆိုရင်သူအဲ့ဒီထောင်မှာနော်ဘယ်နှစ်လဲဆိုတော့19နှစ်19နော်19နှစ်တိုင်မှုထမ်းတဲ့မှာအမှုထမ်းတဲ့အခါမှာထောင်သားတွေဆိုတာသိတဲ့အတိုင်းပေါ့စီမရှိကမ်းမရှိတကယ်လည်းဒီလိုပေါ့လာတာလည်းများသောအဖြစ်ကတော့ criminal ဆိုပြောတဲ့ဒီရာဇဝတ်သားတွေပေါ့ဟိုမှုတိုင်းမှုစမှုတွေအစားကြောက်စရာကြီးတွေပေါ့သူတို့စိတ်တွေလည်းစမ်းတမ်းနဲ့အဲ့ဒီထဲမှာသူတောင်းထမ်းဆောင်နေရတာသူကခရိယာမျိုးသမီး19နှစ်ပတ်လုံးကသူစပြီးတော့ထမ်းဆောင်နေရတာသူကလုပ်တယ်ဆိုတော့သူဆုတောင်းတယ်ပြီးတော့ထောင်သားတွေစီမှာတတ်နိုင်ဆုံးသူချင်းကတော့သူတို့နဲ့ဆုတောင်းတယ်သူစီမှာရှိတာလေးသူဝင်ကပြီးတော့သူတော့အစားအစာလေးတစ်ခုသူပေးတယ်ပြီးတော့သူစားပြီးရေးတယ်နော်ဒီလေးတွေနဲ့သူတို့တွေမှာတော့ထည့်လာပြီးတယ်ဖခင်ကချစ်ချင်းမြတ်တာဖြစ်တယ်ဒါနေတို့အမြဲခွင့်လွတ်တယ်နေတို့ချစ်နေတော့မဲစသဖြင့်ပေါ့ကျမ်းကျက်လေးဖြစ်သူရေးတာလေးတွေသူတော့ထည့်ပေးတယ်အဲ့ဒါအပြင်အဲ့ထောင်သားတွေကသူတို့ထောင်ထဲရောက်လာတဲ့အခါမှာသူတို့ကိုရေးရဆိုရင်ရှိတယ်သူတို့မိသားစုတွေဘာမှရှိလဲဆိုတာသူသိတယ်မိသားစုတွေစီသူတော့လေသူတော့ visiting လုပ်တယ်
သွားလေတယ်သူတို့နဲ့တူတူဆူတောင်းတယ်သူတို့စီကိုလည်းပဲကလေးတွေရှိမယ်မျိုးမျိုးရှိမှာပေါ့တချို့ကလည်းပဲတကယ်ဆင်းရဲနှုတ်ချတာလည်းရှိတယ်တချို့လည်းကြောက်စရာကောင်းတယ်သွားပြီးတော့ဘုရားလေးတွေပေးတယ်စားတော့လေးတွေတော့ဝေပေးတယ်စသဖြင့်ပေါ့အဲ့လိုလုပ်ရင်းနဲ့သူအဲ့လိုပဲစင်ဆက်မပြတ်ပဲသူလုပ်တယ်ဒါကြောင့်ခုနကဆရာဥရဒုံပြောတာ pray without ceasing လို့ပြောတယ် First Thessalonians chapter 5 verse 17နော်7မှာဘာပြောလဲဆိုတော့နော်အဲ့မှာဆိုရင်အခြားမလားဆုတောင်းပါဆိုတာခုနကများရှိမှထိုင်ပြောရှင်တို့ဒူးထောက်ဆုတောင်းလို့ပဲအားမလို့တရားမှာအခွင့်အရေးမရှိဘူးဒါကြောင့်လည်းပဲဒီနေ့ဆိုရင်တို့အသင်းတော်ကြီးကမ္ဘာအသင်းတော်ဖြစ်တဲ့ General Conference ကတို့တွေအိမ်မှာမိသားစုတွေနော် altar တော့နော်အဲ့ဒီမှာဘုပြုကိုွယ်တဲ့နေရာပျောက်နေပြီတို့အိမ်မှာလေဘာလို့ပျောက်လဲဆိုရင်ဘောလေ altar ဘယ်လိုခေါ်လဲဆိုတော့အမြဲတမ်းတိုင်းပဲဆိုတော့ဒီနေ့မှာပါလာတယ်အခုမကြခင်လာမယ့်ဇူလိုင်လ3ရက်ကနေ12ရက်နေ့အထိက General Conference meeting ရှိမယ်တကယ်ကမ္ဘာအင်းတော်စီဝေးကြီးရှိမယ်အဖွားတို့လည်း2015တော့အကြိမ်60မြောက်ကမ္ဘာစီဝေးကြောင်းဝင်ရခဲ့တယ်သိပြောတော့ပဲကမ္ဘာရမှာလာလက်ဆက်တာကိုယ်လေကြီးက2900ကျော်ရှိတယ်နော်လာဖျားရှိကူတာအထူးသဖြင့်အများဆုံးကတော့အမေရိကန်နိုင်ငံမှာကျင်းပတဲ့အတွက်အမေရိကန်နိုင်ငံသားတွေပြည်နယ်ရကလာတယ်ပထမဥပုပ်နဲ့နှစ်ခါပထမဂျာလာပတိနေ့မှာစတော့ပထမဥပုပ်နေ့လာတော့တခါဟိုဥပုပ်နေ့မှာဆုံးတယ်ဆိုတော့အလုံးပေါင်းတာ12ရက်လို့ကြာတော့ဗောလေအဲဒီမှာဒုတိယပထမဥပုပ်ဒုတိယဥပုပ်ပထမဥပုပ်နေ့မှာဘာလို့သွားစရာ6500ဘုရားလာရှိဖို့လေသူတို့ငားတဲ့ဒုံမြကြီးကြီးပဲတွေ့ဘူးလေနော်သူတစ်သက်တာမှာဒါကြောင့်ဆုတောင်းတယ်ဥပ္ပါဘုရားအသက်တာမှာတစ်ခါတော့တက်ခွင့်ပေးပါလို့အဲ့လိုဒီမှာရှိတဲ့မိတ်ဆွေတွေလည်းဒီချိန်တွေလည်းဒီတိုင်းသွားနိုင်ကြပြီနော်ဝေကြီးတွေလည်းပြည့်စုံကြပြီကလေးတွေလူငယ်တွေစကူပါလို့ကြတယ်ခလား holiday တွေသွားကြတဲ့ချိန်တော့အခုဘာလီကို holiday သွားပြီးတော့ဒီချိန်ကိုဆုတောင်းခိုင်းနေတယ်ဘာလီပြည်တဲ့အချိန်မှာအင်ဒိုနီးရှားဘာလီဘလောက်ဆိုးတယ်ဘလောက်ကြောက်စရာကောင်းတယ်တော့အဲ့မှာဘိန်းဖြူမှုတွေအများကြီးဒီကသွားတဲ့လူတော်ဘိန်းဖြူမှုနဲ့ဖောင်းတာကြည့်တယ်အခုထိမဆုံးသေးစသဖြင့်မှာဒီမှာနီးလဲနီးတယ်ဈေးလဲတော်တယ်ဆိုတော့holiday တွေသွားကြတယ်လေကလေးတွေအခုလူတိုင်းလှုပ်လှုပ်တယ်လေလှုပ်လှုပ်လို့ရတဲ့လူတိုင်းလှုပ်လှုပ်တဲ့ကောင်သူတို့ပတ်စံရှိကြတော့ပတ်စံရှိတော့မိဘတွေပြောတော့နောက်ထောင်တော့ holiday တွေသွားတယ်ဂျပန်သွားတဲ့လူနဲ့ကိုရီးယားသွားတဲ့လူနဲ့ယူရီးယားပြန်သွားတဲ့လူနဲ့စသဖြင့်ပေါ့ဘာလီသွားတဲ့လူနဲ့အခုမိနစ်တနေ့ရပဲသမီးအထွေးဆုံးနဲ့ဘာလီသွားလို့တဲ့ဆွတ်တောင်းပေးပါတော့ဆိုတော့အဲ့ပေါ်လေးဆွတ်တောင်းတော့ဗောနော်ဘယ်လိုပဲဖြစ်သွားပြောနေတာပါလဲဆိုဒီနေ့ဒုမိသားစုမှာကြတော့ family altar ဆိုတဲ့အတူတကွစဝပြုကိုးကွယ်တဲ့ရစ်ပလင်ကတို့အိမ်မှာပျောက်နေတယ်အိမ်တိုင်းလိုပဲပျောက်နေတယ်သူသဖြင့်မြန်မာနိုင်ငံမှာဆိုတို့အလုပ်သွားရတာအချိန်တူကြတယ်လေ8နိုင်ထွက်လို့ရတယ်9နိုင်မှကြောင်းစားတယ်အလုပ်ကလည်း9နိုင်မှစားလို့အားလုံးကမနေ့စောစောခဏမစားခင်ဆွတောင်းလိုက်ကြအနည်းဆုံးဖျားရှိခိုးလိုက်ကြပြန်လာတဲ့အချိန်တူတယ်ဆိုတော့မြန်မာနိုင်ငံအနေနဲ့ကတော့သူ့ဘာသူဆင်းရဲတာနှိမ့်ကြတာဗောလေဒါထားဘယ်လိုပဲဖြစ်ဖြစ်အဲ့မှာတို့ရစ်ပလင်လေးရှိတယ်ဒီမှာကျတော့သွားတဲ့အချိန်တယောက်မှမတူဘူးမိသားစု၄ယောက်ရှိတာ၄ချိန်သူကတစ်မျိုးထွက်ငါတစ်မျိုးထွက်စုပြီးတော့ဆုတောင်းမှုဆိုတော့ဘလို့မှမဖြစ်နိုင်တာဖြစ်တယ်တခါညနေပဲပြန်လာတယ်သူစောပြန်လာငါတော့ကြပြန်လာဟုတ်အိတ်တော့မယ်ဆိုတော့မဆုပြန်လာဆိုတော့ဘယ်တော့မှသူဆုပေါင်းလို့ဆုတောင်းတာမရှိတဲ့အတွက် General Conference က back to the altar ဆိုတဲ့ခေါင်းစဉ်ကြီးတက်ပြီးတော့အရင်နှစ်ကဆိုပေါ်လို့အသင်းတော်မှာဆုအသင်းတော်တိုင်းကဘာတရက်လုံးအဲ့ဒါတော့ week of prayer ပဲထားပြီးတော့ခေါင်းစဉ်ထားပြီးတော့ဆုတောင်းတိုင်းတယ်အခုဒီနှစ်ကျတော့ back to the altar ကိုဒီအစည်းအဝေးကြီးအတွက်ရောတကဘာလုံးအသင်းသူအသင်းသားတွေ22တန်းခွဲလောက်ရှိနေပြီအဲ့ဒါလည်းသိရှိပြီးတော့ဆုတောင်းပေးကြဖို့အတွက် back to the altar ခေါင်းစဉ်ကြီးနဲ့အခုပေးထားတယ်အခုပေါ်လည်းပဲအဲ့ဒါကိုနေ့တိုင်း email ဖွင့်နိုင်အဲ့ဒါအမြဲပဲပေါ်စီမှာလာတော့ဒီယူထားတဲ့ခေါင်းစဉ်တွေလည်းအဲ့ဒီမှာနေ့တိုင်းလာတဲ့ခေါင်းစဉ် business ကရေးထားတဲ့စာကပဲယူထားတာပဲကိုယ့်ဘာကိုပြန်တွေ့တယ်လို့မတတ်ဘူးရှာလို့မတတ်ဘူးနေ့တိုင်း RR လို့ခေါ်revival and reformation သူဘာတွေမှဒီတိုင်းကိုပေးဘူးအဖော်အလုပ်လုပ်နေရပါလေရရှိထားတဲ့အဲ့ဒီအဆက်တွေအခုလည်းရှိနေတယ်အခုလည်းသူ့ပြောတယ်ဖြတ်လိုက်တော့မလားမဖြတ်ပါနဲ့အဲ့ဒါပေးပါအဖော်အဲ့ဒီကနေယူပြီးတော့ခေါင်းစဉ်တွေရွေးပြီးတော့ဒီမှာဘာတွေမှတရားဟောလို့ပြောမယ်ဆိုရင်အဲ့ဒါကြောင့်ဒီမှာပြန်ကြည့်လိုက်တော့now back to the altar ဆိုတာသူမိသားစုတွေတဲ့ဒီဝတ်ပြုကိုးကွယ်တဲ့ရစ်ပလင်ကြီးကိုပြန်လာကြပါကျိုးစားပြီးတော့လေအဲသူကတော့9နာရီသွားတဲ့အတွက်ဆိုရင်ထားပြီးတော့ခဏလေးဆူတောင်းလို့ရမလားတချင်းဆိုတော့ကျန်းစာဖတ်တော့မအားရတဲ့ခဏလေးဒါကြောင့်
ကြောင့်ညီးတွေလည်းမကြခဏ check လုပ်ရတယ်ဟဲ့နေစွတ်တောင်းသေးလားစွတ်တောင်းနေပွားတယ်အနေချမ်းသာရွတ်သေးလားချမ်းသာတော့မထိုင်ဖတ်ရအောင်ကွာဒီဘယ်နှခုချက်ထားလဲခဏ check ပြည့်စုံလို့လည်းပဲကို check ရတယ်သူတို့ခဏလေးရတယ်နော်ဒီနေ့မိတော့ပေါ်တယ်မိတော့ကိုမမ review ပဲအဖွားကိုယ်တိုင်လည်းမိတာပဲဆာလန်ချန်တရားဒီမှာ91ဆို16ခန်းရှိတယ်အရင်ကဆိုဗမာလူလည်းချက်ထားတယ်အင်္ဂလိပ်လူလည်းချက်ထားတယ်အခုဗမာလူပဲ review တော့ဗမာလူတော့ review လို့ရတယ်16လူပုံလို့ရတယ်နော်အင်္ဂလိပ်လူကျတော့ခဏမ review တော့ဘူးမိတော့အင်္ဂလိပ်လူမိတော့ဆိုမတတ်တော့ဘူးဒီဘိုက်ပဲ16ခုစလုံး direct ဆိုလုံးတတ်အဲ့ဒီလိုမျိုးကိုချင်းစာပါလေနော်ညီလေးတွေလည်းတူတူပဲအဲ့ဒီအလွယ်ဆုံးကပြောပြတဲ့ဘေးကချက်ထားတယ်ပြောတယ်ခဏလည်းကိုမသွားအောင်သူတို့လည်းကမှကိုစီမလာအောင်တယ်မျိုးတွေအလုံးလုံးကြတယ်သင်တန်းတက်ကြတယ်ကြောက်စသဖြင့်ပေါ့နော်အဲ့ဒါဆိုတော့ဒီနေ့ချစ်တော်မိတ်ဆွေများတို့ရဲ့ခုနကဆရာကြီးပြောထားတဲ့နော်ပုံဝတ္ထုတွေကအဲ့ဒီမျိုးသမီးကသူအချိန်ရှိလို့တော့မဟုတ်ဘူးသူအားလို့မဟုတ်ဘူးသူလုပ်ခဲ့သူပြေးပြီးတော့ခုနစာတူလေးတွေရေးပြီးတော့အဲ့ဒီထောင်သားဒီမှာတော့ထားဟိုသူတို့အိမ်မှာခဏတော့စသဖြင့်ပေါ့16နှစ်လုံးလုံးကလည်းကိုကျိုး送ပြီးတော့အချိန်ယူပြီးတော့လုပ်တဲ့အခါမှာ16နှစ်ပြီးတော့သူတည်ဆုံးသွားတယ်ဒီမျိုးသမီးနော်တည်ဆုံးသွားတယ်သူနာမည် Catherine Lois နော် Sin Prison သူဒီမှာ1939မှာသူတည်ဆုံးသွားတဲ့အခါမှာတဲ့ထောင်သားတွေကသူတို့စိတ်ကိုဖျားတင်ဘလို့ထိထုတ်ပေးလိုက်လို့သူလုပ်ခဲ့တဲ့သူပြခဲ့တဲ့ချစ်ချင်းမြတ်တာတွေကိုသူတို့အလုံးခံလာတယ်အဲ့ဒါကြောင့်သူတို့တောင်းဆိုတယ်သူတို့ဟိုလေဒီမှာထောင်မှုကလည်းသူ့မျိုးသားလည်းထောင်ဖွင့်ပေးလိုက်တယ်နော်ဖွင့်ပေးလိုက်တော့တာမန်ထောင်သားတွေဆိုရင်ထောင်ဖွင့်ပေးဘယ်ယူလို့ပုံလဲပြေးချမှာပေါ့လားဖတ်ပြေးချမှာပါဘယ်သူမှမပြေးဘယ်သူမှဘာဒီမလဲဒီအမျိုးသမီးကက်ထရီလူဝီဇအတူပါစီမှာလူတိုင်းတန်းစီဘလို့သွားဘလို့တယောက်စီလူမျက်နှာလေးအောက်ချဘလို့သွားအယူတည်ပြုတ်တယ်တဲ့ကြည့်စမ်းဆရာကြီးကသူရှာတော့ရေးထားတာတကယ်အဖြစ်ပြက်နော်အယူတည်ပြုတ်တယ်ပြီးတော့လည်းဘာမှလက်နဲ့လည်းပေါ့ဘာမှကြမ်းဖနဲ့ဘလို့တယောက်မှကျန်တန်းမပါဘဲနဲ့ဒီထောင်သားတွေအားလုံးသူတို့အယူတည်ပြုတ်ပြီးတော့အားလုံးတန်းစီလို့သူတို့ထောင်ထဲပြောင်းဝင်လာကြတယ်ချစ်ချင်းမြတ်တာရဲ့တဘုံမဟုတ်လားချစ်ချင်းမြတ်တာရဲ့လှုပ်ဆောင်ခြင်းရဲ့စရိတ္တကိုပြောင်းလဲပြီးတဲ့ဘိုးပဲဖြစ်တယ်လို့အပြည့်ချင်ပါတယ်နော်ဒီကြောင့်လည်းတို့ပြန်ကြည့်မယ်ဆိုရင် Mrs. Piper ရေးထားတာသူရေးထားတဲ့334 SDA Bible Commentary စာမျက်နှာ1140လောက်ထိရေးတယ်ဒီမျိုးသမီးကဟောလေးတန်းတော်မအောင်တဲ့မျိုးသမီးဟုတ်တယ်မလားဘုရားသခင်သူ့ကိုဘယ်လိုဉာဏ်ကြီးပေးပြီးတော့ဘယ်လိုရေးထားတယ်ကျောင်းမရေးလည်းမကောင်းဟိုကစားရင်းနဲ့ငငယ်တွေကလေးတန်းတော့မှလည်းပငယ်ချင်းတွေကသူ့အကြောင်းဖတ်လိုက်တာသူကြောက်ခဲနဲ့ပြစ်ကစားသူ့နှာခေါင်းရိုးလာထိတော့အဲ့ဒီမှာသူစတင်နေမကောင်းမကြမ်းမှဖြစ်တာနော်ဒါပေမဲ့16နှစ်အရွယ်မှာဘုရားသခင်သူ့ယူပြီးတော့ပထမဆုံး vision ရတယ် vision အချိန်ပေါင်း2000လောက်ရတယ်ဆိုတော့ကြည့်တာနော်အော်ဆိုတော့သူ့ကိုယ်သူတော့ prophet လို့မသတ်မှတ်ဘူးတဲ့ဘာဖြစ်လဲဆိုတော့ prophet အတူရောင်များတဲ့အတွက်သူအတူရောင်သူများပြောမှဆိုလို့မဟုတ်ဘူးသူ့ကိုယ်သူတော့ဘုရားသခင်ရဲ့ messenger တူလို့ပဲသတ်မှတ်တယ်ဘုရားသခင်ရဲ့သတင်းပေးတဲ့သတင်းပို့တဲ့လူလို့ပဲသတ်မှတ်တယ်သူရှိမှတစ်ယောက်ကိုပေးပြီး vision သူတို့ပြန်မရေးတဲ့အတွက်ပြန်မဝေငှတဲ့အတွက်သူတို့ဘုရားသခင်ပိတ်လိုက်တယ်ဒါကြောင့်သူ့ကိုရွေးတဲ့အခါမှာသူအရင်မပြောတယ်သူဟေးမင်းတော့မင်းကိုဆရာကလည်းဘုရားသခင်က vision ပေးပြီးပြီးငါတို့လူမဝေငှပဲနဲ့မနေနဲ့နော်တဲ့ပြီးရင်ဝေငှပါဝေငှတယ်ဆိုတာပါဇက်နဲ့ဟောပြောတာလည်းရှိတယ်ရေးတယ်နော်ဒါကြောင့်လည်းတို့အားလုံးသိတဲ့အတိုင်းပဲဩစတြေးလျရောက်လာသေးတယ်1891နော်ဒီဩစတြေးလျရောက်လာတယ်1891ကနေ1900တိတိအထိဒီမှာ9နှစ်နေသွားတယ်9နှစ်နေတော့တကယ်နေသွားတာတကယ်ကောင်းကင်တမန်နေဘယ်မဟုတ်ဘူးတကယ်ဟိုလုံဆက်ပုံလည်းမဟုတ်ဘူးတကယ်နေတော့မဲမမလည်းသူနေတယ် Fish Right Church ဆိုသူရှာရတဲ့နေရာအဲ့မှာပထမဆုံးဒီမှာသူလာတာသူ့ရဲ့ရည်ရွယ်ချက်က၄ခုပထမတစ်ခုက Church Ministry ပြီးတော့ Publication ပြီးရင် Healing and Education ၄ခုတော့သူ Publication မရှိရင်ပုံနှိပ်တာမရှိရင်သူပြောတာတွေကိုလည်းဘယ်လိုလုပ်ဖြတ်မလဲတော့ဖြတ်လို့မရဘူးပုံနှိပ်တာလည်းပထမထားတယ်ပြီးတော့လည်းတို့ဒီမှာကျမ်းမာရေးမရှိရင်လည်းဘယ်လိုလုပ်ပြီးတော့သူဒီမှာအလုပ်လုပ်နိုင်တယ်ကျမ်းမာမှာအလုပ်လုပ်နိုင်မယ်လေကျမ်းမာရေးလည်းသူ Ministry of Healing စာအုပ်လေးသူထုတ်တယ်ဒီနေ့ဒီချိန်ထိဆရာဝန်ကြီးတွေကသူ့စာအုပ်ကိုအမိပြုထားတယ်အမိပြုနေသေးတယ်အလားတူပဲ education စာအုပ်သူထုတ်တယ်သေးသေးလေးပပလေးပဲဒီလောက်လေးပဲရှိမယ်အဲ့ဒါလည်းပဲဒီနေ့ professor တွေဆိုရင်တက္ကသိုလ်မှာသူ့စာအုပ်ကိုအမိပြုနေရသေးတယ်ဆို
ဒီလောက်ဒီကဖျားတဲ့ချစ်တဲ့ prophet မျိုးသမီးတို့သင်တော်က prophet လို့ပြောလိုက်ကြီးဝိုင်းကြီးရတယ်လေမျိုးသမီးဒီခေတ်မှာ prophet ရှိတယ်ဘောလေရှိတယ်နော်မှမရှိတယ်တကယ်လည်းမှန်တယ်သူပြောရတဲ့ကသူလကားပြောတာမဟုတ်သူများသူ့မိတဲ့ကောင်စမ်းစာအုပ်ကြီးအလေးကြီးကိုတိုင်တော့သူတို့ပြဒီမှာစမ်းချက်နော်ဒီမှာစမ်းချက်တွေအဲ့လိုပြနိုင်တဲ့မျိုးသမီးဒါကြောင့်လည်းပဲအဲ့ဒါလေးကိုပေါ်တော့တစ်ခုပြောချင်တာခရစ်ရေးတဲ့စာမျက်နှာ1140မှာဖန်ဆင်မှုမြတ်တဲ့တော့ခရိယန်ကြီးကိုမောင်မတွေရဲ့ချစ်ချင်းမြတ်တာမပြောင်းမလဲတည်မြဲတယ်ယဉ်ကျေးသိမ်မွေ့နူးညံ့တယ်ပြီးတော့လည်းပဲတကူကောင်းမဆန်ဘူးတဲ့စေရနာရက်ရောခြင်းနဲ့ကျေးဇူးပြုခြင်းတို့ကိုပေါ်ပြတယ်အများကြီးပြောချင်တဲ့ချက်တွေ9ချက်လောက်ရှိတယ်တို့ခရိယန်ကြီးကိုမောင်မတွေရဲ့ချစ်ချင်းမြတ်တာဒါကြောင့်ဘွားတွေမှာချစ်ချင်းမြတ်တာအကြောင်းရေးရတာငါတို့သိတာပဲဒီကျမ်းလေးလည်းကြားလာနေတယ်လည်းလွတ်ရတာပဲမှန်တယ်ဒါပေမဲ့ဘွားကအဲ့ဒီဒီရေးထားတဲ့စာလေးတွေနဲ့နည်းနည်းပေါင်းထည့်ပြီးတယ် Mrs. Spice ရတယ်နည်းနည်းပေါင်းထည့်ပြီးတယ်တကယ်လည်းမှန်ပဲဒါကြောင့်လည်းဒီနေ့နော်ရေးထားတာလေးကနည်းနည်းလေးပဲဒါပေမဲ့ဆန်းစင်မှုမြတ်တဲ့ခရိယန်ကြီးကိုမောင်မတွေရဲ့ချစ်ချင်းမြတ်တာဟာမပြောင်းမလဲတည်နေတယ်ယဉ်ကျေးသိမ်မွေ့နူးညံ့တယ်ဒီလိုတော့လည်းမဆန်ဘူးတဲ့ပြီးတော့လည်းစေရနာရက်ရောခြင်းနဲ့ကျေးဇူးပြုခြင်းတို့ကိုလည်းပေါ်ပြတယ်ဒီချစ်ချင်းမြတ်တာကလည်းမဟုတ်ဘူးဆိုတာဒီမှာရှိတဲ့တင်းတင်းသားများခေါင်းဆောင်များနဲ့ဆရာသမားများလည်းနည်းနည်းတော့ပြောပြလိုပါတယ်ဒါကြောင့်ရှိတဲ့ဆက်သွားမယ်ဆိုရင်ဒုတိယတိုင်းမဲ့ဒီမှာတစ်ကောခန်းကြီး73မှာပဲ4နဲ့5လေးဝယ်သွားမယ်73ခန်းရှိတာအလုံးအလုံးတိုင်းပဲတန်ဖို့ရှိတယ်4နဲ့5လေးရပြန်ကြည့်မယ်ဆိုရင် love is patient နော်ချစ်ချင်းမြတ်တာဒီစိတ်ရှိတတ်ပြီနော်ဒါက love is kind ယေရှုပြုတတ်ပြီ kind ဆိုတာဒီမှာတော့ယေရှုပြုတတ်တယ်လို့ကျမ်းစာပြောရတာပေါ့နော် love does not envy ချစ်ချင်းမြတ်တာဂုဏ်ပြခြင်းမရှိဘူးတဲ့နော် love does not boast နော်ချစ်ချင်းမြတ်တာဝါကြွားခြင်းမရှိဘူးနော်ဝါကြွားခြင်းမရှိဘူးဒါက love is not conceited နော်မမနာမရှိဘူးနော်တခါခန်းငယ်လေး9မှာကျတော့အောက်မှာနော် does not behave itself unseemly ကိုအကျိုးမရှာတတ်ဘူးတဲ့ seeketh not her own good ကိုအကျိုးမရှာတတ်ဘူး is not easily provoked ဒေါသအမျက်လည်းမထွက်တတ်ဘူးတဲ့နော် thinketh no evil တဲ့နော်အပြစ်ရှိอยู่လည်းမထင်တတ်ဘူးတဲ့နော်ကြောင့်လည်းလူတယောက်နဲ့တယောက်တစ်ခါဒီအိမ်တော်မိသားစုတွေမှာပဲမောင်နှမတွေထဲမှာပဲတယောက်နဲ့တယောက်နည်းနည်းလေးအပြစ်တင်ဝင်ရှိရင်တခါမှမကြည့်တော့ဘူးနော်ဒါလည်းတူပဲသူလည်းတူပဲရှစ်တက်တယ်ဖွာလိုက်ငယ်ငယ်ဆိုစိတ်ပုတ်တယ်လို့တကယ်ချင်းပြောတာပေါ့နော်မောင်နှမတွေကစိတ်ပုတ်တယ်နော်ပြောင်းလဲရတယ်ကိုစိတ်ပုတ်တော့ကိုသိတဲ့ခါကျတော့ကိုပြောင်းလဲမှပဲစိတ်ကောင်းလာမှာမဟုတ်ပြောင်းလဲမချင်တော့သူလိုပဲပုတ်နေမှာပေါ့နော်ဒါကြောင့်လည်းချစ်တော်မိတ်ဆွေများဖွာလို့လည်းငယ်ငယ်ကဘာမှမသိခင်ရဆိုတခါနဲ့လည်းဆိုစိတ်ဆိုးပြီးကြည့်လိုက်ကြည့်လို့မရဘူးဘယ်ပဲကြည့်လဲကြည့်လို့မရဘူးဘယ်သူကိုကြည့်လို့ရတယ်ကိုပြန်ကြည့်လဲကြည့်လို့မရဘူးဖြစ်တတ်တာပေါ့ဒါကြောင့်လည်းချစ်တော်မိတ်ဆွေများဒီနေ့ဒါဖြင့်နောက်တစ်ခုသွားကြည့်ကြရအောင်ရှေ့တစ်မျက်နှာမှာတော့တော့ဖွာဘယ် Mrs. White နဲ့ Every Behavior နဲ့ထည့်လာပြီးနောက်တစ်ခုသွားကြည့်ရအောင်ပါလေအခုပဲရှိတယ်နော်လဲ ဒီတစ်ခုပဲဒါပြီးနော်အဲ့ဒီမှာကျတော့လည်းများတော့ပေါ့နော်အဲ့ဒါဖြစ်ရင်ပျော်ရွှင်တဲ့အသက်တာနော် the ways to a happy life ဒါဖြစ်ရင်ပျော်ရွှင်တဲ့အသက်တာကိုတို့ဘယ်လိုသွားကြမလဲများမပြောတော့နှစ်နည်းပဲနှစ်လမ်းပဲရှိတယ်နော်ဝိညာဉ်ရေးကျမ်းမာဖို့နဲ့စိတ်ကာယကျမ်းမာဖို့နှစ်ခုပါတို့ပြည့်စုံတယ်ဆိုရင်ပျော်ရွှင်ပြီဆိုတာမမေဘူးလားတော့ဘာလို့လဲကျမ်းမာရေးနဲ့ပတ်သက်ရင်ဟိုဟာကြွားခြင်းမဟုတ်ဘူးဘုရားသခင်ပေးတယ်သူဒီမှာလည်းနှစ်ခုပဲနော် the ways to a happy life ကတော့ဘာလဲဆို spiritual life နဲ့နော် self ဒီဘက်မှာဆိုတော့ physical healthy life နော်နှစ်ခုပဲရှိတယ်သူကိုယ်ကာယကျန်းမာတယ်ဒီဘက်ကလည်းကိုနော်ဝိညာဉ်ရေးပြည့်စုံတယ်ဆိုပြီးပျော်ပြီးဆိုတော့အရန်ပျော်တာပဲဘာလဲဆိုတော့ဒီမှာ physical healthy life ကျတော့ကိုယ်ကာယကျန်းမာဖို့ကျတော့ဒီမှာသူစာကိလာလည်းကြုံရင်တော့ပြောကြတယ်ဟေးကျမ်းမာဖို့အကြောင်းသူတို့လည်းဘယ်လိုချက်တယ်ဘယ်လိုစားတယ်ဘယ်လိုချစ်စရာသိကောင်းတယ်နော်သူနေရာလည်းကျမ်းမာကြတယ်နေရာဆိုလုံးလုံးနေကြတယ်နော်အဲဒီမှာဆိုပါလဲဆိုတော့တခုပဲဖော်ပြောချင်တာဒီတစ်ခုမှာပေါ့လေပထမတစ်ခုကိုယ်ကာယကျမ်းမာဖို့ကတော့ self control တခုပဲတခြားများပြောစရာမလိုကိုထိန်းပါကိုထိန်းချုပ်ပါမထိန်းချုပ်နိုင်တော့
ငါစားချင်လိုက်တာကစီမြများကြီးစီချမ်းတော့လက်ချစီယူမစားချင်တယ်ဆိုစားလိုက်တယ်နော်တခါစားလိုက်တာပစားရက်ခတ်နေရတယ်ဆိုတဲ့သဘောနဲ့စားလိုက်တာပဲဥသိဥမနေမခံနိုင်ဘူးဆိုတဲ့တော့တခါငါလိုက်တာရေတစ်ခွက်ထပ်တော့တယ်ဒါလည်းစားတာပဲဆိုတော့ self control နဲ့ရှိရင်ဖော်လို့လည်းလူသားပါပဲဒါဆိုမှန်တမ်းပြောရရင်ကိုယ်ရန်နှစ်ကလေးကဒင်းင်းဒီရတယ်ကိုတိုင်းကြီးမှာဆိုသိနော်သိနာမည်ကြီးတယ်မလားပေါ်ပြစားရမှာဈေးလည်းကြီးတယ်တို့လည်းမဝယ်စားနိုင်အဲ့ဒါစားရရင်ပတ်သိပြောတာပဲမယန်းဒီလေးပေါ်စားဆိုမယန်းကလေးကိုထောင်းလို့စားလိုက်ရင်သိပြောတာပဲအဲ့တို့မထိန်ကိုမထိန်သိနိုင်တဲ့အခါမှာနောက်လာကြပြီအများကြီးတကယ်ရင်းနေစီးချူသွေးချူသွေးတူအမျိုးဖြစ်ကြဒီမှာကြောက်မှာပဲကုသပေးတယ်အများကြီးပဲတော့ဒီနိုင်ငံကလည်းကုသပေးတယ်လကားဩစတြေးလျနိုင်ငံမှာကုပေးတယ်ဟိုအမေရိကန်နိုင်ငံမှာမိတ်ဆွေတွေဆေးရုံတက်ရတယ်မကုသပေးဘူးနော်မကုသပေးဘူးအမတရားခွဲရတယ်နှလုံးခွဲရတယ်သူအဲ့ဒါဘယ်တစ်ထောင်လဲတောင်းတဲ့ချီကုန်တယ်ပတ်စံနေစသဖြင့်ပေါ့အထူးပြောချင်တာပါလေဆိုတော့ဒါကြောင့်လည်းအဓိကအကျဆုံးကိုယ်ကာယစမ်းမှာပေါ့တော့ self control တခုပဲပေးထားတယ်များမပေးဘူးအဲ့ဒါလေးကိုလိုက်လုပ်နိုင်မယ်ဆိုရင်တို့လည်းပဲသူလိုပဲတွေ့ရင်တော့သူများကပို့ကြတယ်စားတော့တယ်အိမ်မှာလည်းအများကြီးပဲပတ်တိုင်းပဲတစ်ခါလေးဒီမှာနေတော့ဟဲ့တို့လိုများလိုက်တာစားတော့မနိုင်ဟုတ်တယ်စားတော့မနိုင်ဂတိပေးထားတယ်လေနော်ဟိုလေစာလံကျန်း30နဲ့19မှာအစာခေါင်းပါးသည့်ကာလတွေဝမ်းစွာစားရမည်ဝမ်းစွာတော့မကောင်းအရှံပေပြီးစားရတယ်ဟိုလေဆရာမစာကိလာလေးတို့လည်းနီးနေသူတို့လည်းလာပို့ပြန်ပြီနောက်ဘဒူလည်းလာပို့ပြန်ပြီအဖိုးကလည်းသူကဆရာဝန်သူမဲသားစားခိုင်းတယ်မဲသားစားမယ်ဖိုးသက်ကြီးလာပြီဟိုလေရှောင်းလို့မရဘူးဒီပါလေသက်လို့ဒီပဲစားလို့မရဘူးလေညီမအရင်သက်လို့အမြဲစားတယ်သက်လုံးသူကများသူ့ထဲမှာပြစ်တော့ငယ်တော့ဆောင်းတော့ရှာပြီသူအဲ့ဘယ်လိုဖြစ်ဒီစီရရှင်လာတော့ဖျားခင်လည်းပဲဆိုင်တော့တို့မဆိုင်ဘူးနော်အဲ့ဘယ်လိုဖြစ်ပြောချင်တာတော့ self control လုပ်ပါအထူးသဖြင့်အောက်မှာရေးထားတာဖတ်ကြည့်လိုက်ပါဘာပြောရလဲ especially in our daily meals နေ့စဉ်တို့စားတဲ့အစားအစာမှာဒါပဲအဲ့ဒါကိုရှောင်နိုင်ရင်ညတော့လည်းဖျားတော့ရှိကိုတဲ့အိမ်မှာသင်တဲ့အိမ်မှာသူတို့ vesper မှာတော့ရှိကိုတော့အဲ့အဖွားတို့ရဲ့အမိရောအဖွားနဲ့စကားပြောကြသူလည်းပဲစီးကျူမရှိဘူးလေတွေးတူမရှိဘူးလေသူလည်းပဲအဖွားနဲ့အဖိုးကြားထဲမှာသူ့အသက်ကလည်းဘယ်လိုထောက်ဟိုရဖွား40ခုနှစ်အဖိုးက39ဆိုသူက41တဲ့ဆိုတော့သူလည်းပဲ80ကျော်တော့နော်80ကျော်လာပြီဆိုသွေးကျူလည်းစီးကျူလည်းမရှိဘူးသွေးတူလည်းမရှိဘူးအလားတူပဲအဖိုးနဲ့အဖွားလည်းပဲမရှိဘူးကျေးဇူးတင်ဖို့ကောင်းတယ်တရားတကယ်အဖိုးလောက်အချိုစားတာအဖိုးပဲတရားတကယ်ဘယ်လိုသူ့ကိုကောက်ွယ်ထားပေးနေလဲအချိုစားလိုက်တာသူ့သွားတယ်ဆိုရင်ညာသွားတယ်မကောင်းအနည်းဆုံးကတော့သွားမကောင်းဒါပေမဲ့ဘာစီးချိုမှမရှိဘာသွေးချိုမှလည်းမရှိအိမ်မှာဆိုကြံတကားတွေတော့တောတွေသွားပြီးတော့လှုပ်တော့ရွာတွေသွားတာသူတို့လာပို့တာဟိုကြံတကားကြီးတွေတော့ကြံတကားတွေတပြားကြီးပိတ်စာတပိတ်စာလို့တထုံအဲ့ဒါတွေကိုတစ်ခါတည်းခွတ်30အဲ့လိုလာပို့တာနည်းနည်းမဟုတ်ဘူးကျွတ်ရှိတယ်ပျော့ရှိတယ်မိဘနဲ့ရှိတယ်နှမ်းနဲ့ရှိတယ်အစားတစ်ပြည့်တော့ကြံရင်းလေအဖိုးစားရတာတို့တခါမှမစားအဲ့လိုအချိုကြီးတဲ့နည်းနည်းလေးစားလိုက်ပြီးကြည့်တို့ကကြိုက်တယ်ဆိုရှောက်သီးတို့ကြိုက်တာရှောက်သီးအပပါအမေကျောင်းအပြန်လာအမေခွာပြီးရှောက်သီးနှလုံးနဲ့စားလို့ကုန်တယ်အဲ့ဘောပြပြတယ်လေအဲ့တော့အဖိုးကလောက်စားတာတရားခေရောက်လာကြတဲ့ကျန်တကားတွေထားလိုက်တော့ကျန်တကားလည်းစားတရားဆိုလည်းတရားလည်းပဲသူများမဝယ်စားနေလည်းကိုကတော့ဖျားစီးစုလို့လည်းရှိတယ်ဆိုတော့တရားလည်းပဲတပုံစားတာစားကြည့်လည်းဆိုတော့သမင်းစားရင်ဟင်းမလို့ပဲတက်တရားတပုံတရားတပုံအဲ့သူလည်းသွားမကောင်းနော်အနည်းဆုံးသွားမကောင်းစီးချိုသွေးချိုမရှိလို့ကျေးဇူးတင်ရတယ်ဖျားခင်တားရပေးတယ်လို့ဖြစ်ဒါကြောင့်လည်းဘယ်လိုပဲဖြစ်ဖြစ်ဟိုအနည်းဆုံးကြမ်းမှာဖို့ကတော့ပျော်ရွှင်မှကျမ်းမာမှအလုပ်လုပ်နိုင်မယ်ကျမ်းမာမှပျော်ရွှင်မယ်ပတ်စံဘုံကြီးရှိပြီးတော့လည်းမကျမ်းမာရင်လုပ်လို့လုပ်လဲဟိုတကြောင်လည်းဒီမှာကိုယ်ကာယကျမ်းမာတဲ့ကိုအတွက်ကတော့ကိုထိမ့်သိမ့်ပါဒါပဲဘာမှမခက်ဘူးကိုထိမ့်သိမ့်ပါနော်တတ်နိုင်ဆုံးဒီနေ့စားတဲ့အစားအသောက်မှာချုပ်ကြည့်ပါဒါပဲချုပ်ကြည့်နိုင်ရင်အဖေါ်လည်းဘူးနော်ဒီဘုံတွေကတော့တနေ့လုံးစားရှောင်ပါဘူးဒီနေ့ဆိုတော့စားချင်တဲ့ဘုပြန်တဲ့ခါကျရင်မြန်လာပေးသားပြီးမမင်းကြဘာလဲဘယ်သူကဘာလဲချက်တာပေးသားတွေ့ကိုလည်းစားချင်တဲ့ဘုတော့အဲဒါမဲ့လည်းမသိတော်ရင်တော့ကိုပဲစက်တိန်ထောက်တယ်တော့ဒီလိုက်တော့မစားဘူးမစားဘူးဘာဖြစ်လဲဆိုတော့စားလိုက်ခြင်းအပြင်တို့ခုနဒီဆီမှာတော့ချီချူကိုကောင်းတယ်ခါမှဝိတ်မတက်ဘူးဒီတိုင်းနဲ့တို့အင်ကြီးလှလှလေးဟိုဆမဟာနာတော့ဒီတိုင်းနဲ့လှလှလေးတွေနော်ခီလာတို့လည်းတယောက်စီကိုမေရီတို့ဒီတိုင်းနဲ့ဆမ
မစာကီလာတော့နော်ဒီအင်ဂျီပဲတစ်ခါမှမပြောင်းမလာတဲ့မျိုးတွေပေါ့နော်အဖေတော့တော့နည်းနည်းပြောင်းသေးတယ်နော်ဆရာမချီချီဝဲမဆက်တဲ့ဖြစ်မမျိုးသမီးတွေကအားလုံးကတော့ပထမဆုံးချက်ကတော့လှချင်လို့တို့စားဆောင်ဖို့နည်းနည်းပါးပါးဟိုကမစားဒုတိယတစ်ချက်ကတော့အရေးကြီးတာတော့လှတာတော့ပါပါတယ်ချမ်းမာရင်တော့လှပြီပေါ့နော်လှပြီပေါ့ဒီကြောင့်လည်းပဲချစ်တော်မိတ်ဆွေများတို့အဲ့ဒါကိုအရေးကြီးတယ်ကဲ spiritual faith ကျတော့နည်းနည်းများပြီမဲ့မခက်ပါဘူးเนาะတခုပဲ spend more time with God เนาะ spiritual faith ရဖို့ကတော့ဘုရားသခင်နဲ့ပို့ပြီးတော့အချိန်ယူပါဒါပဲเนาะပို့အချိန်ယူဖို့ကဘာလဲဒီမနေ့လည်းသုဘုစာပြေမှာဦးဒါတော့တအားပြောသွားပြီးကျမ်းစာဖတ်ပါဆုတောင်းပါဒါပဲเนาะကျမ်းစာဖတ်ပါဆုမဖတ်နိုင်ဘူးချိန်လို့ပဲမဖတ်ရင်ကြက်ထားเนาะကြက်ထားတယ်တို့လည်းဒီလိုပဲကြက်ထားတယ်เนาะပြီးခဲ့တဲ့မနှစ်ကပေါ့စက်တင်ဘာလမှာ AKAC AKAC ပေါ့ Australian Korean Conference ပေါ့ဒီ conference လုပ်တာဒီ Australia တိုင်းလုံးကင်းအသင်းတော်တွေပေါ့လာတော့ဘန်ဒီဂိုမှာသူဖိတ်တာဖိတ်ကိုအလှည့်ကျတာလာတဲ့ကတည်းကကျန်းစာပြက်ပြီးတကယ်တော့လည်းပြိုင်ပွဲပေါ့ရွတ်တာသူတို့ကအေးတို့လည်းရွတ်မယ်လို့ပြောတော့အဖွားရွတ်တော့ဖွားလည်းဗမာလူလည်းရွတ်ကရင်လူလည်းရွတ်အင်္ဂလိပ်လူလည်းရွတ်သုံးမျိုးရွတ်တတ်တာကိုကရင်လူကသိမတတ်ဘူးဗမာနဲ့အင်္ဂလိပ်လူရတော့အဲ့ဒါဖွားကလေးဆိုတော့ဖွားလည်းပဲတတ်တာလေးကိုဘယ်တော့ရွတ်လို့ရတယ်တစ်ပိုက်လည်းနှစ်ပိုက်လာပြီးအဖွားကြိုက်တော့ရွတ်တယ်သူတို့ခွင့်ပေးတာပေါ့အဖွားလည်းရွတ်တာပေါ့နော်အဖွားလည်းရွတ်တာပေါ့အင်္ဂလိပ်လူလည်းတစ်ပိုက်လုံးလည်းရှိတယ်ပဲဗမာလူလည်းတစ်ပိုက်လုံးလည်းရှိတယ်တစ်ခါလုံးရွတ်သူတို့နော်သူတို့မျက်လုံးတွေပြူကြဘယ်လိုလုပ်စုပေးလို့မလဲဖွားငါစုပေးမဟုတ်ဘူးကလေးတွေလည်းသူတို့လည်းတတ်နိုင်တယ်ဒုချက်တော့အုံတော့ကောင်းနေတယ်သူတို့လည်းတတ်နိုင်တယ်ဆိုတော့ပြောပြတာပါလို့ပြောပြတယ်တော်ရင်မဟိုအခန်းငယ်လေးနဲ့ပြောလိုက်တော့ယာနဲ့ချီလို့ရွတ်လို့နိုင်ရဖို့သဘောပြောချင်တာပါလေအဲ့တို့ကတော့ဒီပဲနော်တို့ရဲ့ conference ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ဒီမောGC Andrew ဆိုရင်ဟို1860နဲ့ဟိုဒီမောဥက္ကဋ္ဌဖြစ်သေးတယ်နှစ်ဖြစ်သေးတယ်1860နဲ့60ခုနှစ်ကနေ69ထင်တယ်လို့ပေါ့နှစ်အဲ့ဒီပုဂ္ဂိုလ်ကလေဓမ္မသစ်ကျမ်းတစ်ခုလုံး29အုပ်စလုံးကို he can say by heart ဒီလားဘယ်တော့တို့အရင်ကဘန်ကောက်မှာအလုပ်လုပ်ဆင်ကဆိုရင်ဆရာတယောက်ကနေဒါလာတယ်သူဆိုရင်ဒီကိုတင်းကဟိုယာကုတ်ချမ်းမှာဘယ်နှခန်းရှိလဲ5ခန်းပဲရှိတယ်အဲ့ဒီ5ခန်းစလုံးကိုသူလွတ်ဆိုလို့တက်တယ်ဟာ5ခန်းစလုံးတို့လည်းမျက်လုံးပြူတက်လိုက်တာတော်လိုက်တာတို့တော့အဲ့ဒီတစ်ခါအဲ့ကျော်ရယာကုတ်ချမ်းလုံးတော့မတက်ဘူးပေါ့ဒါပေမဲ့ဆာလာက23ကရင်ရောဗမာဆာလာ91ကရင်ရောဗမာ121ကရင်ရောဗမာသူပေါင်းလိုက်လည်းများလည်းပဲမများတန်တဲ့ဟာလေးဆိုဟိုတစ်ခါဒီတစ်ခါဟိုတစ်ပိုက်ဆိုအများကြီးကြိုက်တာပဲကိုလည်းတွေ့ကြိုက်ကြပြီကြိုက်ရင်ကြက်ထားလိုက်တယ်ကြိုက်ရင်ကြက်ထားလိုက်တယ်ဆိုတော့အရင်ကတော့ဘာလို့မနေရော73ဘတ်တို့ပြန်ရတယ်ဒီ73ဘတ်ဆူရတယ်ဒီကြမ်းကြက်လေးအဲ့ဒါအိတ်ထမထက်ဘာလို့ဘန်ကောက်ရဲ့ traffic အနေထားရတော်ရုံနဲ့ရုံမရောက်ဆိုတော့ဒီမှာတက်ခိုင်နေတော့ကိုကျောင်းကကိုဖတ်တော့ဖတ်ချက်ရုံနဲ့ရောက်ကိုပိုက်3ဘတ်4ဘတ်ရသွားပြီပြန်လာပြန်ချက်ပြန်တယ်အဲ့လိုနဲ့73ဘတ်ကိုရဲရတယ်အဲ့ဒီ73ဘတ်လည်းမေ့သွားပြီပေါ့ကြာတော့73ဘတ်ဒီများမေ့တော့ဒါပေမဲ့ကိုချက်တဲ့ကြမ်းချက်တွေတော့Amos 5 14 15 do what is good not what is evil so that you may live then the Lord God Almighty will be with you as you claim he is ကိုကောင်းတာလုပ်ပါနဲ့မကောင်းတာကိုရှောင်ပါတဲ့ဒါလိုလုပ်ရင်ဘုရားသခင်ကတောင်းတဲ့အတိုင်းပေးလိုက်မယ်ဆိုအေးမပြောဘူးလားပြောတာပေါ့အဲ့ဒါလေးတွေဘောဥပမာပြောပြတာပါအထူးချက်ထားတယ်အဲ့ဒီကဟိုမှာဗတဲ့တိယောဟန်ကျမ်းခန်းကြီး3ငယ်18စကားပြောတာများအားဖြင့်မဟုတ်ပဲစိတ်ပါပူရောက်ဧကံမှန်ချစ်ကြကုန်လားတဲ့နော်စိတ်ပါပူရောက်ဧကံမှန်ချစ်ကြကုန်လားငါတို့တွေချင်းချင်းဟိုင်းအချင်းချင်းဘာအိမ်နောက်မှနေလာတာအခုဒီအိမ်မှာ15နှစ်ကျော်လာပြီသူတို့မိတ်ဆွေနဲ့ချင်းပဲကဟိုင်းဘိုင်းတော့ပဲအနေချင်းအိမ်မှာတက်အိမ်ကတော့တခါသူ့အိမ်မှာပြန်နေနေတယ်သူစိုက်ထားတာများတယ်ဆိုတော့လာပေးတယ်ခဏလာပေးတယ်ဟိုတက်ရတော့ဟိုဒီမှာတို့လည်းပဲသူမိုက်ပုံလက်ကြလို့ရှိရင်သူတို့မရှိဆိုသူတို့မိုက်ပုံကိုတုံးပေးလိုက်တယ်သူတို့လည်းမသိဘူးဘယ်လိုပဲဖြစ်ဖို့ပြောပြနေတာလေချင်းမြတ်တာနဲ့ဆက်သွယ်တဲ့အခါမှာအမတန်မှအကျိုးရှိတယ်အမတန်မှချင်းမြတ်တာစကားပြောတယ်ဆိုတော့ဝင်ငါချင်းဖြစ်ပါတယ်အဲ့ဒါဖြစ်ရင် spiritual နဲ့ဆက်သွားကြည့်အောင်ငါချက်လေးပြီးတော့ပါတယ်တစ်ချက်တူစိတ်ထဲမှာပဲဖတ်ကြည့်အောင် have a deep relationship with God ဘုရားခင်နဲ့သူလေးနက်ဆက်ဆံပါလေးနက်ဆက်ဆံပါဘုရားခင်လည်း hi bye လို့လို့ပပဘိုင်တော့မရဘူးတော့လေးနက်သူ့ရဲ့နှုတ်ကပတ်တော်တွေကိုမှတ်ထား
ချက်ထားခေါင်းထဲမှာထားတာအမြဲကျေးဇူးတင်နော်ဒီပူလို့လည်းကျေးဇူးတင်တယ်ဖဖရားကားမောင်းလာအိမ်ရောက်ကျေးဇူးတင်တယ်ဖဖရားဒီမှာရောက်လာပြီးအလုပ်ကြီးကျေးဇူးတင်တယ်ဖဖရားဒါလေးကပြောလို့မခက်ပါဘူးနော်ဘုရားရောက်လာပြီးကျေးဇူးတင်တယ်ဘုရားမလည်းကြောက်ချေကြီးပြောပြနေကြလည်းမလို့ဘူးကိုယ့်ဘာကိုဖွာလဲလို့မြဲပဲကျေးဇူးတင်တယ်ပြီးရင်လည်းအိတ်ပြောတယ်ကျေးဇူးတင်တယ်အသက်ရှင်နေသေးတယ်ကျေးဇူးတင်တယ်အဲ့ဒီမှာတစ်ချက်ကြည့်လိုက်ရင်ဘုရားသခင်နဲ့ deep relationship with God စိတ်ထဲမှာဘုရားသခင်ကအမြဲရှိနေပြီးတော့ဒါမလုပ်နဲ့လို့ပြောသလိုပဲဒါလုပ်ပါလို့ပြောနေတယ်လို့ပဲနော်အကြောင်းလည်းပဲဒီမှာကြည့်မယ်ဆိုရင်နော် have a deep relationship with God နောက်တစ်ချက်ကတော့ free your heart from hatred နော်ကိုယ့်ရဲ့စိတ်နှလုံးထဲကမုန်းတရားကိုဖယ်လိုက်ပါအဲ့ဒါကိုဗာလေးချမ်းချက်ပေးထားတယ်ဆိုရင်တော့တိယောဟန်ခန်းကြီး၄ငယ်၈ကတော့ဒီတိုင်းသိတယ်ဘုရားသခင်ကြီးချစ်ချင်းမေတ္တာဖြစ်တော်မူပြီးချစ်ချင်းမေတ္တာရှိတယ်ဆိုရင်အမုန်းတရားပဲရှိတော်မူနော်အမုန်းတရားပဲရှိလူမေတ္တာနဲ့မြင့်တယ်များသောအားဖြင့်တစ်ခုပဲအသက်ရှင်နေတဲ့ခံနေတာအဖိုးနဲ့အိမ်မှာသမီးမှုတော့သူတို့ကဒုထက်ကိုချစ်ချင်းမေတ္တာဘက်ကိုစိတ်တက်တယ်တခါလေသူကဟဲငါအဲ့ဒါလေးမလုပ်မိဆိုအဲ့ဒါမလုပ်တာဘာအမေအဲ့ဒါပိုကောင်းတယ်ဒါပိုကောင်းနေတယ်အမေလုပ်လိုက်တာကောင်းပါတယ်သူတို့အဲ့လိုပဲပိုလီယာနာလို့ပြောမလားသူတို့မြင်တတ်တော့ကိုကဝန်တာအဖေလည်းသူပဲတော့အဖိုးလည်းဆရာလည်းသူပဲခုကိုမှားသွားတယ်ငါဒါလေးမလုပ်လိုက်မိဘူးပဲငါကိုကတော့လုပ်မိတယ်အဲ့ဒါကကိုကောင်းတယ်ဒါမလုပ်ရကိစ္စမရှိဘူးသူတို့ပြောလိုက်တော့ကိုစိတ်ကြီးအဲ့ဒါလေးသဘောပါလေဆိုတော့ဒီဘက်မှာတို့ hatred ကိုဖယ်လိုက်ပါဘာလို့ဖယ်မလဲချစ်ချင်းမြတ်တာနဲ့စားထုတ်လိုက်ပါနော်ချစ်ချင်းမြတ်တာနဲ့စားထုတ်လိုက်ရင်အမုန်းတရားတွေပျောက်သွားမှာပေါ့နော်ဒုတိယတစ်ချက်တတိယတစ်ချက်ကဘာလဲ free your mind from worry အဲ့ဒါတော့ဆရာမတော်ကြီးရှင်မင်းတို့ဖွာလို့ရဲ့နံပါတ်1ပေါ့နော်စိတ်ပူတတ်တယ်နော်တာကြီးရတော့ပြန်လာတယ်မရောက်သေးပါလားတာကြီးကအလုပ်ကောင်းတယ်သူ့ဖေလေးမစိတ်ပူတတ်တာတော့နံပါတ်1ပဲနော်အဲ့မခဏပြောတယ်သူအမေရသူများတော့စိတ်မပူဘူးတရားဟောတယ်သူကတော့တစ်ချိန်လုံးစိတ်ပူနေတယ်အဲ့တော့မပူအောင်ဘယ်သူဒီဆိုရင်အပြစ်မိမိအသက်တာကိုတောင်ခမရတိုးပွားစေနိုင်တယ်မတိုးပွားစေနိုင်ဘူးသိရတာနဲ့စိတ်ပူတာပဲအမေကမှရှိတယ်စိတ်ပူပြန်ပြီသမီးကမှရှိတယ်စိတ်ပူပြန်ပြီဆိုတော့ဒါကြောင့်လည်းပဲဒီမှာမတ်တဲချန်6နဲ့7နဲ့မှာပြောရသလိုပဲစိတ်ပူခြင်းကိုလျှော့ပါနော်လျှော့ပါဘယ်သူဒီဆိုရင်အပြစ်မိမိအသက်တာကိုတောင်ခမရတိုးပွားစေနိုင်တယ်လို့ဒီကျမ်းစာကပြောထားတယ်ဒါနံပါတ်4ကို give more and expect less နော် give more နော်များပေးပါတဲ့နော်ပြောင်းတော့ငါရလိမ့်မယ်လို့မပြောနဲ့မှာနဲ့နည်းနည်းလေးပဲပြောနဲ့လာဖောင်းလို့လည်းဘာပြောနဲ့လဲဆိုတော့ချစ်ချင်းမြတ်တာပြန်ရဖို့ပြောနဲ့မှာလေနော်ဒါကြောင့်လည်းပဲဒီမှာလူကာကျမ်း6:38မှာပေးတဲ့အခါမှာနော်အမေလည်းပဲအဲ့ဒီအောင်သိကြိုက်တယ်အမြင်ပြောတယ်ပြည့်လျက်စိတ်လျက်တက်လျက်ရှာလျက်ပေးပါရှာလျက်ပေးပါသိရင်ဝင်လို့သူကဲ့သို့ပြန်လာလိမ့်မယ်တကယ်ပဲချစ်ချင်းမြတ်တာကိုရင်လည်းပြည့်ပဲပြန်လာတယ်ဆိုတော့လေခံစားရပါတယ်ဒါကြောင့်လည်းချစ်တော်မိတ်ဆွေများဒီမှာနောက်ဆုံးချက်ကလေးကတော့ဘာလဲဆိုတော့ live simply ရိုးရိုးလေးနေပါတဲ့ခုနကလိုပါတီလောက်ရမှာတော့ကလည်းလက်ထပ်ပွဲကြီးကြီးလောက်ရမှာဟုတ်ဘူးတော့ပါတီပွဲဟိုဟိုတယ်မှာတော့လောက်ရမှာဟုတ်ဘူးရိုးရိုးလေးနေပါတဲ့နော်ရှိတာလေးနဲ့လှောင်ဖို့ရတာလေးနဲ့လှောင်ဝအောင်စားဆိုတဲ့မြန်မာအဆိုမရှိတယ်လေဒါကြောင့်လည်းဒီမှာဆိုရင်focus into spiritual health တို့ရဲ့ဝိညာဉ်ကျမ်းမာဖို့အတွက်ကာယကျမ်းမာမှပဲဝိညာဉ်လည်းမှာကျမ်းမာဖို့ရှိမှာပေါ့တော့ကိုကအင်းညင်ဖြစ်နေတော့ဝိညာဉ်လည်းဒီမှာမရှိနိုင်ဘူးလေဒါကြောင့်လည်းဒီမှာဖွာကျမ်းချက်လေးရေးထားတာ Proverbs 3:8-7 ဆိုမြန်မာလူလေးကကောင်းတာပဲဘာလဲဆိုတော့ငါဒီပညာရှိဟုကိုမထင်နဲ့သိကောင်းတဲ့ကျမ်းဖတ်တယ်မှာနော်ရှစ်မှာအဘရာဖျားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်တော့တို့ပြုလျင်တင်းအကျိုးတို့သည်အာတန်၍တင်းအယိုးတို့သည်ချင်းစီနှင့်ပြေဝကြလိမ့်မည်သိကောင်းတာပဲခလားအဲဒါကြောင့်တို့တွေကတော့အတန်ကလေးဒုစရိုက်ကိုရှောင်ရပါတယ်အဘရာဖျားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်တော့တို့ပြုလျင်တင်းအကျိုးတို့သည်အာတန်၍အယိုးတို့သည်ချင်းစီနှင့်ပြေဝကြလိမ့်မည်အကျိုးနဲ့လာလည်းတို့နော်ဘုရားသခင်ဝတ်တာတော့နော်ဖတ်ပြအတိပြရတယ်မလားအကျိုးတွေအာသံမို့ဒီမတငယ်ချင်းမိတ်ဆွေတယောက်ဒီမှာလူငယ်လေးပဲသူအုံတော့မှာစစ်ရှိတယ်နော်ခွဲအောင်လားဘာလို့လဲမသိဘူးအဲ့လိုခေါ်လဲစစ်ပဲလားအဲ့ဒီလိုဘယ်လိုဖြစ်ပေါ်လို့တယောက်ကလည်းဟိုမှာအမေရိကန်မှာအုံတော့ကင်ဆာတဲ့အစတဲ့ပြပြပြန်ဖန်ဆင်းလာတာစစ်စံ
ကျွန်တော်ကျေးဇူးတင်ပါဘုရားခင်ကိုတခုလေးဝယ်ဘုရားဘယ်လိုဖန်ဆင်းတာလဲဆိုတာအဖွားဆိုရင်တော့လေနည်းနည်းတက်တည်ခံရတယ်ဥပမာမနဲ့ဆိုထူးသဖြင့်နော်သူဖန်ဆင်းခြင်းကိုရင်ကျေးဇူးတင်တယ်တခြားဖန်ဆင်းတဲ့ကဘာလုံး9ရက်ကသိကျေးဇူးတင်လို့ကောင်းတယ်အလင်းနဲ့မောင်ဖန်ဆင်းလို့ကျေးဇူးတင်တယ်ဖခင်ခင်နော်ကောင်းကင်ကြီးကိုဖန်ဆင်းလို့ကျေးဇူးတင်တယ်ကောင်းကင်ကလည်းပဲမွေးရည်ကျလာတယ်ကောင်းကင်ကရေနဲ့မြေကြီးကြီးကိုဖက်လိုက်ကျေးဇူးတင်တယ်ဖခင်ခင်အမြေကြီးတတရားနေ့မှာကုန်းပေါ်လာစီတယ်နော်ကုန်းပေါ်တော့တိုက်တယ်လေအရှာတိုက်ပြီးရောပတ်တိုက်နော်ရေချတော့ရေနဲ့ရေကိုပိုင်းခြားစီပစိဖိတ်သမုဒ္ဒရာအတ္တလန္တိတ်သမုဒ္ဒရာကျေးဇူးတင်တယ်၄ရက်နေ့မှာကျတော့အလင်းနဲ့အမှောင်ပဲမရဘူးလေနေ့နဲ့ညပဲမရသေးဘူးလေနေနဲ့လာရှိတဲ့အတွက်လာဆုံးလာဆန်းရှိတယ်မလားရက်တည်လာနေတဲ့အချိန်တွေနဲ့ဖြစ်လာတဲ့ကျေးဇူးတင်တဲ့9ရက်နေ့မှာကျတော့တို့လူသားပြစ်သားတွေကိုဖန်ဆင်းခဲ့ပြည့်စုံဖန်ဆင်းတဲ့ဘုရားသခင်ကိုကျေးဇူးမတင်ဘူးလားစဉ်းစားကြည့်လိုက်ပါငါတွေရေရှိရင်ငါပြစ်အရင်ရွာမှာနေစရာတော့ဒီနောက်ပြေးမှာချောင်းငယ်ငယ်လေးချောင်းငယ်လေးကျတော့ငါငယ်ငယ်လေးရှိတာပေါ့နော်ချောင်းကြီးတယ်တာမင်မြစ်ကြီးကျတော့ကြီးကြီးပေါ့ငချင်းချောင်းငယ်ချင်းဆိုကြီးကြီးတွေပေါ့အဲ့ဒါကတော့ပင်လယ်ထဲမှာသမုဒ္ဒရာထဲမှာကျတော့ငါကြီးကြီးတွေပေါ့အဲ့ဒါရှက်လာပါမယ်ငမန်း6တို့စိတ်နာမည်ကြီးတယ်မလားအဲ့ဒါကြောင့်လည်းကျေးဇူးတင်ပါအဲ့ဒီမှာစပြီးတော့ကောင်းကြီးပေးတယ်လေမွေးဖွားတော့ရေကိုပြည့်စေလို့ပြောတယ်မလားအဲ့ဒါကြောင့်လည်းသူ့ကိုတို့တတိရတယ်ဆိုရင်ကောင်းကြီးပေးတယ်တို့စားဖို့ရမှာမကောက်ဘူးစီဝါရှာဖို့တိပါပါတယ်မလားအဲ့ဒါ9ရက်နေ့6ရက်နေ့နောက်ဆုံးနေ့ဖန်ဆင်းခြင်းမှာတို့တွေအတွက်ခိုင်းစားဖို့မြင်းတရားစားတန်ရှင်းမတန်ရှင်းရနောက်တော့မှအုတ်တရားစားဖန်ဆင်းတယ်တော်တယ်မှာအုတ်ဆိုးဖို့အတွက်ကြားနေဆင်းနေပြီးတော့ဆင်းနေဖန်ဆင်းပြီးတယ်အိမ်မှာမွေးဖို့အတွက်ကျတော့ကြောင်လေးတွေပူးလေးတွေစားတဲ့တချို့ကမွေးတော့မွေးလေးနေတော့ဟိုဆရာတယောက်ဆိုအေးသူ့အိမ်သွားရင်ပြတယ်အေးမပြတဲ့ဆရာတို့ကြောက်တယ်မွေးတယ်မျိုးတယောက်နဲ့တယောက်မတူကြဘူးခွေးလေးတွေကြောင်လေးတွေမွေးချတယ်ဘူးအဲ့သားရဲ့ဖန်ဆင်းပြီးတယ်နောက်ဆုံးအလုံးပြည့်စုံပြီးနေဖို့ထိုင်ဖို့အိမ်ဆောက်ဖို့ဘာဖို့စားဖို့တောက်ဖို့အသီးတွေပင်နေရဆိုတို့အဖွားဆိုရင်အပူပိုင်းသီးနှံကွာပူပိုင်းမှာနေခဲ့တယ်မလားတိတ်ကြိုက်တယ်တရက်သီးပိန်းနေသီးပါပိန်းနေပြုတ်ပိန်းနေမှာတရက်သီးဆိုလည်းမနော်နွယ်သီးလားဇူးပဲလားအပပရေတွက်လိုက်ရင်မကုန်တော့အဖွားကနေရှင်းမောလို့ပြောတယ်ပြောတယ်အဲ့ဒါကိုတက်တေခံအားပေးခြင်းပဲဖြစ်တယ်ဝါချွားနေခြင်းပေါ့နော်သားတို့သမီးတို့လည်းပြောလို့ရတယ်တက်တေခံလို့ရတယ်အဲ့ဒါပြီးတော့ဒီမှာလာတော့တခါမှမတွေ့ဘူးအာဖရိကတို့ကြားလည်းမကြားဘူးဒီမှာလာမှတွေ့ဘူးလေအာဖရိကတဲ့တခါဖဲဆိုရင်အဖွားလာစားဆိုဘာလို့ခေါ်လဲဩစတြေးလျမှာလည်းကာလီသူကအစီမရှိဘူးတို့မလည်းကာလီကအစီရှိတယ်ပဲလို့မရမပြောသူအစီမရှိဘူးဒါကြောင့်လည်းဒီမှာပြန်ကြည့်တော့ဩစတြေးလျမှာလည်းကာလီယူလာအမျိုးစုံရာသီဥတုဆိုလည်းဒီမှာကျတော့ဆောင်းတွင်းဆိုတော့အနွေးတွေလှလှလေးနဲ့ရှိုးထုတ်ရတော့ဟိုမှာတို့အနွေးတွေတခါမှမလိုပဲတခါမှမလိုအဲဒါကြောင့်လည်းဒီမှာပြန်ကြည့်လိုက်ရင်နော်တို့ကျေးဇူးတင်ကြအများကြီးရှိတယ်ဒါကြောင့်လည်းနောက်ဆုံးမှာတော့တို့ဥက္ကဋ္ဌကြီးကိုဖန်ဆင်းရတာပြန်သွားတယ်နော်ခေါင်းကစားကြည့်လိုက်ရင်နော်ခေါင်းကစားကြည့်လိုက်ရင်အထက်မှာအုံနောက်အေးတမိုးရှိလိုက်တာတော့အုံနောက်ညနေလည်းထွက်လာတယ်လေရိုးရိုးအုံနောက်အသားကြီးပဲမဟုတ်ဘူးအဲ့ဒါနှလုံးသွေးကိုကြတဲ့သွေးတမိုးရှိတယ်နှလုံးမှာတော့တောင်းလာတယ်လေသွေးလုကသွေးလောင်ကန်းလားသွေးလွကြောသွေးပြန်ကြောဆန်ချီမီသွေးရေတွက်လို့ပုံတော့ချစ်တော်မိတ်ဆွေများတဲ့ကြောင့်လည်းအဲ့ဒီမှာတော့တို့ကျေးဇူးတော်ကိုချီးမွမ်းဖို့လိုတယ်လို့အားပေးခြင်းနဲ့နောက်ဆုံးတူတူဖတ်ကြည့်ရအောင်သိတယ်ကလာတိချာခင်းငါငယ်လက်ဆက်မှာဟောလည်းဒီရှိပါပြီနဲ့ညာပါပြီတော့လည်းဒီမှာနောက်ဆုံးကတော့ဝိညာဉ်ကျိုးဒီမှာဘယ်နဲ့ချက်ပဲရှိတယ်လို့နော်အသီးလို့တော့ပြောကြတာပေါ့ဒါပေမဲ့တစ်ခုတည်းပဲသူကthe fruit of the spirit လို့ fruits လို့ပြောတာကို s မပါတော့ဘူးနော်အဲ့မှာပါလဲဆိုရင်ဝိညာဉ်ကျိုးကပထမဆုံးလာတာချစ်ချင်း love ချစ်ချင်းအရင်ဆုံးလာတဲ့အတွက်ဘာဒီချစ်ချင်းကိုရွေးရတယ်ဒါကဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာစောင့်ခြင်းလူညံ့သိမ်မွေ့ခြင်းနဲ့ကာမဂုဏ်ချုပ်တည်ခြင်းကာမဂုဏ်ချုပ်တည်ခြင်းနဲ့ self control ကာမဂုဏ်ချုပ်တည်ခြင်းတို့ဟောပါတယ်။ဒါကြောင့်လည်းချစ်တော်မိတ်ဆွေများချစ်စရာကောင်းတဲ့အခြင်းသင်္သားများကိုကျေးဇူးတင်တယ်။ဒီမှာအိမ်နဲ့နီးတဲ့ခဏလေးလာတော့ဘာလို့မွေးနေဆိုတော့သူလာပြီးမုတ်တွေဆုံးတော့စပီလာနဲ့တာပေါ်လေးဆိုရင်ကိုသားသမီးလူပဲကလည်းဟိုစားတဲ့ပြင်ဝင်မုတ်တွေလည်းများလိုက်တာအမျိုးကလည်းစုံလိုက်တာဟိုလည်းသူတို့စီခါမှတော့မပေးနိုင်ဘူးလို့မျိုးတွေဘယ်လိုပဲဖြစ်အ
လားတူပဲမုတ်ပြီးမှတော့ဒီမှာပုတ်ပါဘူးအားလုံးချစ်ပါလေသူတို့တွေကတော့ပို့တော့စိတ်ရင်းပြီးတော့ညီကတဲ့ဒီမှာအာမီတွေဖြစ်တယ်လို့လည်းအားပေးနေဒီနေ့အပေါ်ယူရတဲ့ချစ်ချင်းမြတ်တာဆိုရင်ပါလေဆိုတော့ဒူရဲ့ပျော်ရွှင်မှုရဲ့တော့ချက်တယ်။ဒါနောက်ဆုံးချက်မှာဒါကိုပြည့်ဝရတဲ့မျိုးဆိုတာဝိညာဉ်ပြီးမှပါတဲ့အတိုင်းပဲကာမဂုဏ်ချုပ်တည်ခြင်း self control ရှိတယ်ဆိုရင်တို့အားလုံးပျော်ရွှင်ရလို့ခရစ်တော်ပြန်လဲကြွလာတဲ့အခါမှာသိသိချင်းကိုပါဖို့အတွက်အာရပါရစောင့်မျှော်ကြဆုံးလို့ပြောရင်းနဲ့တော့ပဲဒီကုန်းချုပ်ပါလေများတော့အဲ့တော့များတဲ့ဈာတ်မှာပွားတယ်တခုလေးအားပေးခြင်းနေတာခွင့်တောင်းလာပါလေဆိုတော့ဒီပြီးခဲ့တဲ့ဒီနှစ်မှာပဲဖေဖော်ဝါရီလ20ရက်မှာ19ရက်နေ့မှာပွားလို့ဘန်ဒီတက်ဆိုမှာပွားလို့ဆုလာယူပါလို့ဖိတ်တယ်နော်ဖိတ်တယ်ဒါဆုလေဟုတ်တယ်ဆုလာယူပါမယ်ပင်စင်ယူနေပြီလေလို့ပြောပင်စင်ယူလည်းပဲဆုလာယူပါမယ်ပါလဲဆိုတော့လောက်ခဲ့တဲ့အလုပ်မှာဒီမှာ SPD တို့ရဲ့ division ကပေါ့နော်အဲ့ဒါမှာဆုပေးဖို့ရှိတယ်လို့ဒီဆုလေးကိုတော့ယူရတယ်နော်ဒီဆုလေးကိုတော့ယူရတယ်ဩစတြေးလျတိုင်းလုံးမှာပါတယောက်တယ်နော်အဲ့တော့ဝါချွားချင်းပုတ်ဘူးလာတော့ကိုသားသမီးတွေကိုလည်းကပြချင်းဖြစ်တယ်အဲ့ဒါလေးကိုသူတို့ဆုပေးတဲ့အချိန်ကရိုက်ကြတဲ့ဗီဒီယိုတွေ2မိနစ်လောက်ပဲ3မိနစ်လောက်ပဲအဲ့ဒါရှိတယ်အဲ့ဒါလေးကိုဒီမှာသားလေးကိုထည့်လိုက်ခိုင်းတယ်ပြီးတော့လည်းဒီမှာပြန်လာတော့AKSDAN ပြောတဲ့ Australia တိုင်းလုံးရဲ့ပြင်မျိုးပြင်အသင်းတော်တွေကပေါ့သူတို့လည်းပြီးခဲ့တဲ့မီလာ24ရက်တိုင်းလုံးရဲ့လူငယ်တွေ CVG မှာသူတို့ကတင်ပြပြီးတော့သူတို့ရိုက်ထားတဲ့ဗီဒီယိုဒါကျတော့ slide show ပဲဗီဒီယိုမဟုတ်တော့နောက်တစ်ခုအဲ့ဒါလေး slide လေးတစ်ခုရိုက်ထားပြီးတော့ဒုတိယမှာတဝါလုံးမှာဆိုရင်division 73ခုရှိတယ်ဒု division ကတော့4နိုင်ငံပါတယ် Australia ရဲ့ New Guinea ရဲ့ ANZ ရဲ့နောက်တစ်ခုပါPapua New Guinea ဒီ4နိုင်ငံပဲပါတယ်အဲ့မှာ4ရောက်ပေါ့အဲ့ဒါလေးတိုက်ကြရရှိတယ်ကျေးဇူးပြုလို့နည်းနည်းလေးကိုလေဟိုစိတ်ဆိုးပါနဲ့တော့ကြာပါလေစေးလိုက်ပြီးပြပွင့်ပေးပါလို့တောင်းတတဲ့အတွက်ကြောင့်သာဆက်တော့အဲ့ဒါလေးနော်ဘာလို့ပြနော်ဒီဗီဒီယိုလေးကိုပြပြီးတော့ပြီးမှပဲ slide လေးပေါ့နော်အဲ့ဒါဖွားနဲ့ပို့တော့ခွင့်ရခဲ့တယ်နော်ပြီးခဲ့တဲ့ပြည်တော်လ
ပဲဗီဒီယိုဟုတ်တော့ မရှိတဲ့အတင်းတော်တင်းတင်းသားတွေခေါင်းဆောင်တွေညီငယ်တို့နော်ဒီတင်းတော်လည်းပါတော့ပေါ့ခုနဟိုဘက်ကဒီတင်းတော်လည်းပါတယ်အားလုံးပါသူတို့ပြန်ပြီးတဲ့အခါမှာ division 73ခုမှာဒီ division ကနိုင်ငံ၄ခုရှိတော့လူ200ကျော်လာတက်တယ်တရားဒီလိုမျိုးသမီးရောမျိုးသမီးတင်းတော်မှာ200ကျော်တက်တော့ဖိတ်စာလာတဲ့အခါကျတော့အံ့ဩပါတယ်ဘာဖြစ်လို့လဲသူပြင်စင်ယူနေပြီးပြင်စင်ယူနေပြီးစုပြီးဝင်လာရမယ်ဆိုတော့သူတို့လည်းညာလက်မှတ်တွေပို့ပေးတယ်နော်ပို့ပြီးတော့ဖိုးနဲ့ဖွာနဲ့တယောက်တက်ပေးရတယ်ဘုရားသခင်ကျေးဇူးတင်တယ်ဆုတောင်းပေးကြတဲ့မိတ်ဆွေတွေချစ်တော်မိတ်ဆွေတွေကျေးဇူးတင်သားတွေလည်းကျေးဇူးတင်တယ်လို့ပြောချရင်းနဲ့ဝင်